မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဘတုဇညတရုပ်ဖို့ဆွေးနွေးတဲ့နှုတ်တွေညညာစာတွက်ပြီးအိမ်ငားရန်ရှိသေးဆိုတဲ့ရိုးပြကတ်တုံးလေးကိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်အစီအစဉ်လေးကိုမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ထားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်မြန်မာပြည်ကကြည့်ရှုနေတဲ့မိတ်ဆွေများအနေနဲ့ကျွန်တော်ကို support လုပ်ပေးခြင်းနဲ့ဆိုရင် VPN လေးဖွင့်ပြီးတော့ကြည့်ရှုပေးပါခင်ဗျာဟုတ်ကဲ့ပါအစီအစဉ်လေးကိုစလိုက်ကြအောင်ခင်ဗျာနောက်ဆုံးအိမ်ရန်လေးကိုလေးပေါ်ပြစ်တင်လိုက်ပြီးတာနဲ့ကျွန်တော်တို့ယူဆောင်သွားခြင်းနဲ့ဝန်စီစနေများပြည့်စုံပြီးကျွန်တော်မသိနေနဲ့ဘိုက်လေးတို့လေးပေါ်တက်လိုက်ကြတယ်ချစ်ကြီးရေခလေးထွက်လို့ရပြီဟေ့ဟုတ်ကဲ့ခလေးကငင်းငနဲ့စပြီးတော့ထွက်လိုက်တယ်ခလေးပေါ်မှာကကျွန်တော်တို့ရဲ့အိမ်အောင်ပြောင်းပစ္စည်းများဖြစ်ပြည့်နေတယ်ချက်ကြီးရေတကြီးအိမ်ရှိမှာခဏရှောင်တော့ကျင်းကြီးခဲ့ပြီးကျွန်တော်တို့ရဲ့အိမ်ကလေးကတဖြည်းဖြည်းဝေးပြီးတော့ကျင်းကြီးခဲ့ပြီးကျွန်တော်ကအိမ်ကလေးကိုလွမ်းဆွဆွာငေးကြည့်နေမိတယ်မသိမြင်ထမ်းမှအင်္ဂနဲ့ရှိုက်တန်ကြရတယ်။သူမနဲ့သူမရဲ့အိမ်မီးအတွက်ခံစားရမယ်။ဘိုက်ကလေးရဲ့ညနာကမှုံမိုင်းနေတယ်။ဒီအိမ်ချေဝိုင်းနေရာလေးကကျွန်တော်ကိုမွေးဖွားခဲ့ရနေရန်ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဘိုးဘေးအဖေချဲပေအဖိုးပေါက်ပြီးဒူးမှစတင်ပိုင်ဆိုင်ခဲ့တဲ့အိမ်ဝိုင်းလေးဖြစ်ပါတယ်။ကျွန်တော်မသိနေနဲ့အိမ်အောင်ကြပြီးမကြမီစီးပေါ်အတန်တင်ပြေးလင်းလာလို့အသက်ဆောက်ခဲ့အိမ်လေးဖြစ်ပါတယ်။အိမ်နောက်ဦးပစ္စည်းဆိုတာကမများပါဘူး။ဒီလောက်တွေ့တာခင်ရတဲ့အိမ်လေးကိုအခုလိုအစိမ်းချွေခွဲခွာရမယ်လို့ဘယ်တော့ခါမှမတွေးဘူးခဲ့ဘူး။လောကဒဏ်နဲ့လေဆရာကြီးကရိုးတွေကိုနှိမ့်ဆက်ကလေးပြုတ်မှုနှံ့ချင်တာ။တကြီးအိမ်ရောက်ပြီလေ။ဘိုက်ကလေးတတိပေးမှတကြီးအိမ်ရှိရောက်မှတတိပြုတ်မိတယ်။ဖလင်းနေရန်တိုင်မှာခြေဆွဲထားတဲ့နှလုံးပြိုးတဲ့နက်ကိုယူတယ်။ကြည်ကပတ်ကိုလည်းယူလိုက်တယ်။အိမ်နောက်လှဲပုံမှာကျွန်တော်လွှားကနေခုံစင်းကတကြီးရဲ့အိမ်ဝိုင်းပင်းကိုခြေနှမ်းမမှန်ဖြစ်ဝင်လာခဲ့တယ်။တကြီးကချောင်ဝမှာအလုံးရှုံနေရကျွန်တော်ကိုမြင်တာနဲ့ဖျက်ဖျက်တလဲထွက်လာတယ်။အော်ဝတ်ပပေတွားတော့မှလား။ဟုတ်တယ်တကြီးကျွန်တော်လည်းနှလုံးပြိုးတဲ့နက်ကိုတကြီးကိုပေးလိုက်တယ်။တကြီးကရီးဖင်စွာလက်လွဲယူရင်ဝတ်ပပေခမည်းနဲ့ကျုပ်ဟာဒီတုံတိုင်းရွာသားဆက်စစ်တွေပဲခမည်းနဲ့ကျုပ်ဟာဒီရွာကဘယ်တော့ခါမှခွဲခွာချမှာမဟုတ်ဘူးလို့ကျုပ်ထင်မြင်ယူဆထားတာမှားပေါ်လာဗျာဟုတ်ပါတယ်တကြီးကျွန်ုပ်အနေနဲ့သူတစ်ပါးအသက်သက်ဖြစ်ရတဲ့မိုးဆိုးအလုပ်ကိုတစားရုံမုံလာတာနဲ့ဒီအလုပ်ကိုဆက်လုပ်ချင်စိတ်မရှိတော့ဘူးရှိကြီးရမျက်နှာရပေါ်တကြီးရဲ့အင်းလေတရွာမပြောင်းတူကောင်းမဖြစ်တဲ့စူရိုးစကားရှိတာပဲဆရာတော့တွားပြုံတော့အကြောင်းပေါင်းသိရင်ကျုပ်တို့ရဲ့ဇာတိရွာလေးကိုလေပြန်လက်လာပါကျုပ်တို့ညှို့နေပါမယ်ဟာဒါတော့စိတ်ချတကြီးကျွန်တော်တရွက်ကတရွာရောက်သွားပြီမယ်ဒီတုံတိုင်းကိုတော့ဘယ်တော့မှမမေ့ဘူးစိတ်ချတနေ့တစ်ခေါက်ပြန်လာမေးဖြူတဲသွားပြီဖြူသွားပြီအောင်တော့ဥတုပြီတကြီးကချောင်းမထိလိုက်ဖို့နှုတ်ဆက်တယ်နေပေါ်မှာနေပြီးကျွန်တော်တို့ဖွင့်ရလဲအပြန်လဲနှုတ်ဆက်ကြတယ်သွားပြီဖြူတကြီးသွားပြီနော်အဲနောက်ရွာယူတခြားကျွန်တော်တို့ကိုနှုတ်ဆက်ကြသူများမှာညားပြလာပါတယ်ခွဲခွာကမှကျွန်တော်ကိုဒင်းတို့ဘလောက်ခင်တွေတန်ရုံးစင်ရှိတောင်တိတာတယ်တချို့ကညင်ရင်များမယ်ဝဲကြတယ်ဘိုက်ကလေးကတော့အပြူချောလေးလှိုက်တို့ညီမကိုနှုတ်ဆက်ရင်ဆွေးမိမိဟန်ရှိပါတယ်လှိုက်တို့ဟေ့တော့ပြီဟေ့တော့ကညို့မောင်နေရဲ့နေပြောက်ပဲမထိုးပါဘူးအပင်ကြီးတွေကရှက်မိုးအုပ်ဆိုင်ထားတယ်မိုးနောင်ပိုင်းကာနာမို့အရွက်တွေကထိုးထိုက်စွာဖြစ်ထွန်းနေတယ်တမုံလုံးရှီဝဝလင်စွာတောက်သုံးခဲ့ရတော့အပင်နိုင်ကစိမ့်ညနေတယ်ကျွန်ုပ်နဲ့ဘိုက်ကလေးကညနေခင်းကလေးကဒီကုန်းဆက်ခင်းတန်းလေးကိုရောက်ရှိနေကြခြင်းဖြစ်ပါတယ်ဒီနေရာလေးကစမ်းကြောင်းနဲ့မနီမဝေးကြက်ညီချင်းနဲ့ရှိလို့တလိษံများကကြက်စားစမြေတလိษံတဘာဝကအစာစားပြီးတိုင်းရေစင်းတောက်ကြတယ်ကျွန်တို့လည်းခင်းတန်းလေးမှာပုံခွင်ပြီးတားကောင်ချောင်းမြောင်းနေကြတယ်မိုးကုံတော့မယ်မိုးအကုံစောင်းကူမှာဘီကိုမြတ်ကဝီချန်တိုင်းဝီနေရော့တယ်စိတ်အင်းနေတယ်ကျွန်တို့မှလည်းချမ်းအင်းသားတဲ့တံကိုစိတ်မရှိစွာခံစားနေရတယ်မယားကျွေးမှုတာဝန်ကမလွယ်လှဘူးယခုချိန်ဆိုရင်မတိနင်ကခုံးဆောင်နှစ်ထက်နဲ့စိန်ခတ်နေတော့မယ်ကိုကိုတို့မရှိတော့သူ့ဆောင်ကိုငါချုံလာတာပေါ့ဆောင်းနေနိုင်ကိုကိုတို့အမေးပြည့်ထွက်နေပါစေရှက်တော့မင်းရဲ့တန်ကြီးရလေထိမ့်မအောင်ဗျာတားကောင်လက်နေပါအောင်မယ်အေးပါကွာဒီလိုနဲ့ညံ့နေခဲ့တယ်အဝေးစီမှာဆက်ဟောက်တန်ခြေတောက်တန်တို့မကြခဏကြားရတယ်ဒီပတ်ဝန်းကျင်ကိုတော့ရှောင်းမလာသေးဘူးချင်းတွေမှတ်များကတော့တဝဝီပြန်နေရင်ကျွန်တော်နဲ့ဘိုက်ကလေးတို့ရဲ့အသွေးသားကိုတားခဲကြတယ်ညတကောင်ချိန်မှာကဘိုက်ကလေးကရုတ်တရက်ကျွန်တော်ကိုလက်တို့ကျွန်တော်လေးပြူထူပြတာဖြစ်ချင်းလိုက်ရာ
လန်မကန်ကုန်းတက်သလေးပေါ်မှာမျက်လုံးစိမ့်စိမ့်ကိုတွင်းလိုက်ရှာတယ်။မျက်လုံးစိမ့်စိမ့်ကချောင်းဆက်ကိုဆင်းလာနေတယ်။မျက်လုံးကမြေပြင်မှ3ပေခန့်မြင့်ပါတယ်။တမင်ဖြစ်မယ်။ကျွန်တော်လည်းပြကွင်းကောင်းကောင်းကိုတိချချိန်ရွင်ရင်းစောင့်နေ။မျက်လုံးစိမ့်စိမ့်တစုံကစမ်းချောင်းဘက်ကိုဆင်းလာနေပြီ။အတေးချမိကက်လာတာနဲ့ကျွန်တော်ခလုတ်ကိုဖြုတ်ချလိုက်တယ်။ကော်တိုက်ရန်အားပါကွဲတန်ကဝင်းချင်ကိုတော်လဲတန်လို့မြည်ကြီးသွားတယ်။မျက်လုံးစိမ့်ကတုံမနေလေးကျသွားတော့မြည်ရတယ်။ဖိုက်ကလေးကအပြေးကလေးထမြက်လို့ကျွန်ုပ်ကဖိုက်ကလေးကိုလက်နဲ့ဖိထားရင်ရင်းနှီးမီရဲ့အတန်နဲ့ပြောလိုက်တယ်။တားကောင်ကလဲကြနေရမှအကျော်ဆွဲရုပ်ကန်ကြီးချီယာထိုအတန်ကလည်းတိတ်ဆိတ်တဲ့ညကိုလှန့်နှုံးနေတယ်။ခဏကြာနီးသက်သွားတယ်။ဩဃာတလောကကစိုးကပဲဘာမှမဖြစ်တဲ့အောင်ဟန်ဆောင်ကောင်းလာတယ်။ထိုအခါမှဘိုက်ကလေးထားတယ်။တားကောင်ကစိတ်ချရတဲ့အနေထားမှရှိနေပြီ။ဘိုက်ကလေးလည်းတားကောင်နီးမှထိုင်ချပြီးတော့စစ်ဆေးကြည့်ရ။တမင်ကဝါဖြုံးလာတယ်။ဘိုက်ကလေးကစိတ်ချစီရင်တမင်ရဲ့ဖနှောက်ကြော်ရီးဖြတ်လိုက်တယ်။ကျွန်ုပ်တို့လည်းအားရဝမ်းသာနဲ့အမဲကောင်ကိုထမ်းလာရွာကိုပြန်ခဲ့ကြတယ်။ညကမှောင်မိုက်နေစေခမန်းချေမနဲ့3ချက်တီးခန့်ရှိမယ်။ကျွန်ုပ်တို့ဂျုံတိုင်းပြန်ရောက်တော့ရှောင်းနေမင်းပြိုးစားပြုတ်နေပြီ။မသိမြင်ကမင်းမို့ကြောင့်မှလှုပ်ရှုပ်နေတယ်။ခမင်းတုံနေခြင်းဖြစ်ပါတယ်။ဘိုက်ကလေးကတမင်တီကိုပစ်ချလိုက်တယ်။ဖဲကိုတွတ်ပြန်လာပြီ။အမေတမင်ကြီးပါလား။နေတဲ့ကောင်ကြီးအကောင်ကြီးဟိုရိုးလာတော့ဘိုက်ကိုဖောင်းကားနေပါလား။ကဲကိုတွတ်နဲ့ဘိုက်ကလေးမောလာရောပေါ့။နောင်ဒီမှာထမင်းကြုံနဲ့အဖန်ကြီးအစင်တဲ့မသိမြင်ကစကားရှုံဝေလျက်အဲ့ဒီအတန်ကိုကျွန်တော်အမဲရလာတဲ့အခါများမှာတင်တို့ရှိမိနေကြမှာဖြစ်ပါတယ်။အမဲမရတဲ့အခါမျက်နှာရှစ်ခေါက်ချိုးနဲ့ထမင်းကြော်ပကံကိုစောက်စောက်အောင်ချတတ်တဲ့မသိမြင်အမူအရာကိုတင်တို့လည်းအခုလောက်ဆိုရင်ရိမ့်မိလာပြီ။မိမညာကအဲ့ဒီလိုပဲလို့ကျွန်တော်မရိုးစွတ်ချင်ကျွန်တော်မိမနှင့်အကြောင်းပြောပြခြင်းသာဖြစ်ပါတယ်။ကျွန်တော်နဲ့ဘိုက်ကလေးကကိုပြက်မှာအခန့်သားထိုင်ပါတယ်။မသိမြင်တဲခင်းနဲ့အငွေတောင်ထနေတဲ့ထမင်းကြော်နဲ့အဖန်ကြီးကိုအရသာရှိစွာစားတော့ရင်လောကကြီးဟာဒီလိုတော့လေတာယာပေးတာလို့ကျွန်တော်ပြီးတမ်းမိတယ်။အရှိရိုးစီမှာဗဒံများတွေးရိုးကကြုံတိုင်းရွာကလေးပေါ်ကိုစီးတုံကျဆင်းလာတယ်။ကျွန်တော်ကနှလုံးပီတိဂိုးစီထီမြကြည်နူးလာတယ်။ဒေတန်းချငှက်ကလေးတွေကကြည်ကြကြမြေချွေးနေတယ်။မသိမြင်ကအိမ်ဘေးမှာဓာတ်တစ်ချောင်းဖြစ်တမိန်ဖြတ်နေချေပြီ။ကျွန်တော်မိမကမောင်စုံမရပေအမဲဖြစ်ရမှာအလွန်တော်ပါတယ်။ထိုခိုင်ဟဲကိုတွေ့ရလာကြည့်စမ်းအောင်မသိမီရဲ့အလန်တကြားအွန်လိုင်းတန်ကြောင့်ကျွန်ုပ်ရဲ့မနက်ခင်းစီးစိမ်ပြီးပျက်စီးသွားတယ်။တောင်လူစေရေမြုပ်ကွက်ဟာဟန်ချက်ပြစ်သွားရတော့ကျွန်ုပ်ပေါင်ပုတ်ကိုစီးတုံကြရပူလောင်ဆက်ပြင်းတဲ့ဝေဒနာကိုခံစားလိုက်ရတယ်။ဒီမိမကတော့အလန်တကြားလွတ်တော့မယ်။တော့ကတော့ပြီလာကြည့်ပါအောင်တော့မလာမချင်းခုနှစ်တန်းချီဟစ်နေမိဖြစ်တော့ကျွန်တော်လဲကိုပြက်မခွာကမသိပြင်ရှိရအိမ်ဘီကိုမပြေးုံတမေထွက်လာတယ်။ဒီမှကြည့်မှကိုတော့ကျွန်တော်လဲမသိမြင်ပြရကိုကြည့်လိုက်တော့ကျွန်တော်ရဲ့ဥခေါင်းကအိုးထေးဆက်လို့ချက်ချလေးသွားရတယ်လို့ခန်းစားလိုက်ရတယ်။အလိုတမင်ကရှင်ကွဲပလက်ချစ်နေချေပြီးမသိမြင်ကတမင်ရင်ကိုခွေးထားတာဖြတ်ပါတယ်။ပလက်ဖြစ်နေတဲ့တမင်ဘိုက်သေးမှာတမင်ပေါင်လေး3ကောင်အကောင်နိုင်တွေ့ရတယ်။ဘင်းတမင်ကလေးတွေဟုတ်တယ်ကတော့ပြီးစီးချင်းနဲ့ဟာကျွန်တော်ပြလိုက်တာနေစေးလားစီကိုဝင်ဆောင်ထားတဲ့တမင်မချီပါလားကျွန်တော်လည်းတနာကျင်တာရဲ့စိတ်ကရှင်ကိုပြဲစွာလှောက်ရှားလာလို့မတက်ရွနိုင်ခြင်းကဘလို့မှမစွမ်းတာတော့အိမ်နဲ့ရုံကန်ပြီးဖီးနှင်းစွာထိုင်ချရတယ်မသိမြင်လေကျွန်ုပ်ဖြစ်ရင်ကိုကောင်းစွာရှိမိတယ်သူမှလည်းစိတ်မကောင်းဖြစ်ရှာရခြင်းနဲ့သွေးဆက်လက်နဲ့ဓမ္မကိုတော်ရိုင်ပစ်ချပြီးတောင်းတောင်းကြီးရက်ခါငိုက်တွေ့နေတယ်ကျွန်တော်ကထစ်ချောင်းကုံစင်ကိုပြန်ပြောင်းစဉ်းစားပြီးကျွန်တော်လုပ်ရအလွန်တရာဆိုးရွားလာပါလေလို့ဆင်ခြင်မိတယ်ကျွန်တော်သက်ချင်းကတက်မဟုတ်တော့ဘူးလေးသက်ဖြစ်နေပြီတတိသားကိုလာချီတွေကမနီရသေးတဲ့ရှင်သိငယ်မျက်နှာတွေကိုအခါခါစိတ်ကူးပြီးအိမ်မက်ဖြစ်မြူကေရရှာမဲ့မိကြီးတမင်မကြီးကိုကျွန်တော်ဝညာမတရက်ဆက်စွာတက်ပြစ်လိုက်မိတယ်ပြီးတော့လောကကြီးအကြောင်းဘာမှမသိကြသေးတဲ့တလိဆန်မမဲလေးတွေကိုကျွန်တော်ဇီဝီထုတ်စိတ်ခဲ့တယ်ကျွန်တော်နောက်ဆိုးဝါးမိုက်မဲတူဒီကပောင်မှာရှိပါအောင်မလားရှိရောရှိမယ်ဒီလိုဖြစ်ရမျိုးမှာကျွန်တော်တို့သားသက်မိုးဆိုးများမှလွဲပြီးတခြားသူများရှင်းနိုင်ပါအောင်မလားကျွန်တော်မိုးဆိုးအလုပ်ကိုအလွန်တရာဆက်ဆုပ်သွားမိတယ်ဘတ်ထရီကလည်းကျွန်တော်တို့မြင်ကွင်းကိုကြည့်ရင်တစ်သေးသေးနေတယ်ထိုနေ့က
ကျွန်ုပ်တို့မိုးစိုးတက်တန်တစ်လျှောက်မှာအထူးခြားဆုံးသောနေ့တစ်နေ့ဖြစ်ခဲ့ရတယ်ကျွန်ုပ်တို့ကတကယ်တမ်းနှစ်ဖူးတွေ့ဒိုးတို့ရင်ဆိုင်လာရပြီမဲ့အသေးမခံကြပါအောင်ကျွန်ုပ်တို့ကမိုးစိုးအစ်စ်များမဟုတ်ကြကြောင်းထိုနည်းကသိလန့်ကြရတယ်ထိုညမှာမိုးစိုးအလုပ်ကိုစိတ်ကုန်မိဖြစ်ကြောင်းပီတာစုကိုကျွန်တော်ဖွင့်ဟပြောဆိုမိတယ်ကျွန်တော်မိုးစိုးအလုပ်ကိုမနှုတ်ချင်တော့မြင်ဒီသူတစ်ပါးအသက်တက်ရတဲ့အလုပ်ကိုကျွန်တော်စွန့်လွတ်ချင်ပြီဟုတ်ကဲ့ကိုတို့သဘောပဲလေမသိမင်ကရခင်ခါများကကျွန်ုပ်ကိုတော်ပင်ကိုဝင်ပြီးအမင်းပြင်းတာအမြင်စိတ်ခိုင်းတတ်သူဖြစ်ပါတယ်။ရှခုတော့ထူးခြားစွာပြီးကျွန်ုပ်အလိုကိုလိုက်လျောတယ်။သူမှလည်းတမင်ကြီးမြင်ကွင်းကိုကြည့်ပြီးစိတ်ကုန်သွားပြီးထင်ပါတယ်။ဘိုင်ကလေးကကိစ္စမရှိပါဘူး။ကျွန်ုပ်တို့ဆုံးဖြတ်ရှာကိုသာလိုက်ပါမယ်စိတ်သွားကိုပါလူပြူလူလွတ်ဖြစ်ပါတယ်။ကျွန်ုပ်တို့တခြားလို့ပြန်လို့ကြံတာပေါ့မြင်ကိုတို့သဘောပါပဲ။ရန်ကုန်ကိုရောက်တော့မနေ့လင်းကနေပြီ။နှစ်ထက်မော်တော်ကစိတ်ကံဘော်တရားမှာကျွမ်းကျင်စွာကတ်လိုက်တယ်။ကျွန်ုပ်တို့လည်းအထုပ်ကိုစီနဲ့ရန်ကုန်မြို့ကိုနင်းခဲ့ကြတယ်။ကျွန်ုပ်တို့ကရခင်ခေါမြောက်ကရန်ကုန်မြို့တော်ကြီးကိုအရောက်ပေါက်ရှိတဲ့ဘူးတူဖြစ်ပါတယ်။ဒီတော့များစွာကြောင်တိတ်ကြောင်တောင်မဖြစ်လာတော့ဘူး။ရန်ကုန်ကလှပစွာရှုပ်ထွေးနေစေပဲဖြစ်ပါတယ်။လမ်းမြကမပြန်ပြိုးမိမဲ့လေခြေဝန်းလာတယ်။နောက်တော့တဖြည်းဖြည်းပြန်ပြိုးလာမယ်ထင်ပါတယ်။ကားလေးကတနေရာမှာတော့ရက်ကွက်တွင်းကိုဝင်ပါတယ်။ကားဆရာကလမ်းပန်းကျွမ်းကျင်ပါတယ်။ရက်ကွက်လမ်းအချိုးကကတ္တရာခင်းထားကြောင်းတွေ့ရတယ်။ကျွန်ုပ်သတင်းစာထဲမှာတွေ့ရဖို့တဲ့ကိုအားကိုခင်းတဲ့လမ်းတွေဖြစ်နိုင်တော့ကြောင်းတွေးမိတယ်။လိပ်စာရတော့ဒီအိမ်မင်းဆရာတို့ဘိုက်ကလေးစက်မေးစမ်းကွာ။ဘိုက်ကလေးလည်းထိုးအိမ်လေးကိုစိုးရုပ်ဝင်သွားတယ်။အိမ်ကနှစ်ထပ်တက်သားအိမ်ဖြစ်ပါတယ်။အပေါ်ထပ်မှာမိမတယောက်ကကျွန်ုပ်တို့ကားကိုရှုပ်တတိကြည့်နေတယ်။အကဲခတ်နေခြင်းလားဒီကတုံးနဲ့ခံညာတော့တဲ့မှာဘသူပါလဲလို့သူမတွေးနေသလားကျွန်ုပ်ကလေးဘိန်းဦးခန်းမှာခန့်ခန့်ကြီးထိုင်နေတယ်။ဖြိုးကတက်တော့ဖြိုးကတက်တော့ဖိုက်ကလေးကကျုံနိုင်ရွာထင်းနေသလားမသိဘူးခုနှစ်တန်ချီပြီးတော့အော်ဟစ်နေတယ်။နဘေးမအိမ်ညာကပြုတ်တက်ထွက်ကြည့်ကြတယ်။အလူခံလားဟာအလူခံဆိုရင်လူကြီးမရှိဘူးလို့ပြောလိုက်တော့အဖွာအလူခံမျိုးလူကြီးမရှိသေးဘူးကွဘေးအဖွာထက်ကြီးတဲ့လူကြီးဒီအိမ်မှာရှိသေးလားညီလာပြီလာပြီဘသူလက်တလက်အော်နေတာအရင်တွင်းမှာအတန်းနဲ့မရှိမနှောက်ပြီးထွက်လာသူကကျွန်တော်တို့ရဲ့မိတ်ဆွေကြီးတက်တိုးအောင်မင်းဖြစ်ပါတယ်သူကဘိုက်ကလေးကိုတွေ့တော့ဗစက်ကြီးဟာပြီးကိုရှင်တက်ပါတယ်ပြီးမှလေးဘိန်းပေါ်မှာအခန့်သာကျွန်တော်တို့ကိုတွေ့တော့မှင်ထက်ကဟာဆက်တူပါလားလာဗျိုးလာတက်တိုးအောင်လေထိုခါမှကျွန်ုပ်ရှိအောင်ပြေးလာပြီးဝန်စီစလိန်များကိုတေးချတယ်ကျွန်ုပ်လည်းလေးဘင်းကားကိုရှင်းပေးလိုက်တယ်အနက်နဲ့ချေအပေါ်တက်ကိုမောကြည့်ရာအပေါ်ထက်မှမိမကြီးကကျွန်ုပ်တို့လုံပုံကိုင်ပေါ်အလုံးစုံကိုစူးရဲစွာကြည့်နေကြောင်းတတိပြုမိတယ်ခဏချင်းမေတက်တိုးအောင်အိမ်ကန်ကလေးမှာကျွန်ုပ်တို့ပစ္စည်းများနဲ့ပြည်သွားတယ်သူ့ရဲ့အိမ်ကန်ကလေးကကျင်းလာတယ်ဘီးအခြေကိုးဘီခန့်မေမရှိတတ်ဘူးခေါင်းရင်ဘက်မှာလည်းတခါရှိသေးတယ်။ဂိုင်းစူစမ်းအောင်ပြဆရာတွတ်စိုင်းမစင်ပုံမစင်ဘလို့ရောက်ကြတာတော့စိုင်းပုံကိစ္စကိုတွတ်တဲ့မသိနေကဖြစ်စဉ်ကိုရှင်းပြတယ်။ကျွန်ုပ်ကရှင်းငှက်လို့ဖတတူအောင်ကြီးရှင်နွေးရှင်ချမအောင်ပြဟုတ်ပါရှိုးပါကြီးရှင်နွေးချပေးပါအောင်ဟုတ်ကဲ့ဒီမှာတင်မလို့မိပြတ်နေရဲ့ရှင်ကျွန်ုပ်ကရန်ကုန်မြို့ပြရောက်ရောက်ချင်းစောင်းနဲ့ထွင်းဆိုသလိုခံစားရတယ်။မရွှေဝါကရှီတဖက်ကွက်ခတ်ပြီးရဲ့ကျွန်တော်လည်းအနမ်းမရတိုက်ချလိုက်တယ်။မသိနေရဲ့ယူလာသိစားကပြီးသွားတယ်။တက်တိုးအောင်လေခေါင်းတနင်းနေနဲ့သဘောပေါက်တယ်။အမေလိုက်အလုတ်ကိုစွန့်ပစ်တာကောင်းပါရဲ့။အခုလိုရန်ကုန်ကိုအလုတ်ကင်တရှောက်ဖိဖို့ထွက်လာတာလေကောင်းပါရဲ့။တို့ဒီမန်ဒီထိုင်ဖို့ဘာလို့မယ်စိတ်ကူးထားလဲ။ကြုံရကြပန်းမို့တတိုးအောင်ရကျွန်ုပ်တို့ကတောသားတွေဆိုတော့အလုပ်ကြီးမများပါဘူးမန်နေဂျင်းဒါရိုက်တာလေးရှာလေထင်နိုင်ပါတယ်ဗျာဆရာတော့ကတော့နောက်တော့မယ်ကျွန်တော်လည်းမသိပါဘူးရွာမှာလာကဘူးရဲ့စိန်သိန်းနိုင်ဆက်ဖွဲ့ကလူရှင်တော်တွေပြောတဲ့အတိုင်းပြောကြည့်တာနေတို့ရောဆရာတော့နေကြတော့အိမ်သားနေမယ်ကွာတို့မှလည်းငွေစားအနည်းငယ်ပါပါတယ်မင်းအိမ်ရှာပြီးစမ်းပါခောက်ခဲ့ငားမဲ့အိမ်တွေကတော့ပေါ်ပါတယ်သူစပေါ်နဲ့သူတင့်ရပေါ့ကျွန်တော်ပွဲစားနဲ့ဆက်ပေးပါမယ်ဟေးပွဲစား
ဟုတ်တယ်လေးဆရာတို့ရဲ့အင်းပွဲစားပေါ့ရန်ကုန်မြို့မှာဖယ်လို့မစိုးပွဲစားမပိုင်ဟန်မကြောက်ဗျာဟိဘာဖြစ်လို့ပွဲစားမဘယ်အိမ်ကမဲဘယ်အိမ်ရောက်မယ်ဆိုတာစိတ်ရင်းရှိရဗျအပြေလူကဘဲသိမှာတော့ပြီးတော့ဘယ်အိမ်ကအရှုပ်ရှင်းရှိတဲ့စိတ်ချရမချရပွဲစားတွေကသိတာဗျအေးဒါလည်းဟုတ်တာတို့အကွက်ကိုကျွန်တော်တို့အိမ်သားဖို့ဒီလိုဆိုရင်မောင်တက်တိုးအောင်မရှာပေးပါကွယ်အတင်းမိန်ကရှိုးတရက်မှုဒုံမနဲ့အတန်ကြလို့လက်អော်ပါတယ်ကျွန်တော်လည်းအတန်လာရကိုမောကြည့်လိုက်တယ်ကျန်းမြင်မတွေ့ရတယ်သုံးလေးချက်စိတ်ချတန်ကြားရတယ်ကျွန်တော်ကတွဲမီတူသွားတယ်အိမ်ပေါ်ချက်မှလူတွေကရိုင်းဆိုင်လိုက်တာအိမ်ကူအိတ်တွေရှောင်းနေမှတီးရနေတက်တက်ရန်ဆကျင်တာအိမ်ရှင်ကအဲ့တွေကိုအာနာစီယာမကောင်းဘူးလားကျွန်တော်အဲ့တွေပင်ဒီလောက်ဒေါသထွက်ရင်အိမ်ရှင်ကိုတက်တိုးအောင်ကစိုးပွဲမရှိပြီလူဒေါသထွက်ပြီးအိမ်မော်တက်ကတောင်းကျမ်းပါကရုပ်ပြက်ဆင်းပြက်ထစ်ချီတော့မယ်ကျွန်တော်လဲစိုးရိမ်စွာဖြင့်တက်တိုးအောင်ကိုလှမ်းကြည့်လိုက်တယ်တက်တိုးအောင်ကဘာမှမဖြစ်တယ်လို့တုံနေပါဝေထိုင်နေတယ်ထူဆန်းလှမှာပြီးကျွန်တော်ကလည်းမနေနိုင်လို့ကိုတက်တိုးအောင်အိမ်ပေါ်ထက်ကဘသူတွေနေတာလေးဗျာအိမ်ရှင်လေးစရာတော့အိမ်ရှင်ကလည်းရှမ်းလာကြည်လားဗျာကျွန်တော်ကအမှန်တိုင်းပြောချင်ရကိုတက်တိုးအောင်မှာဘယ်နဲ့ဖြစ်တယ်လဲမသိဘူးအပေါ်ကိုစိုးရင်တကြီးမိုးကြည့်ရှာတယ်အိမ်ရှင်ကသူ့အိမ်မှာငားနေတဲ့အိမ်သားကိုအာနာကိုကောင်းကျွန်တော်စကားမဆုံးသေးဘူးတဒုံဒုံကျန်းဆောင်တန်များကြောင့်ကျွန်တော်ပါဇက်ပိတ်သွားတယ်ဟဲ့တက်တိုးအောင်မင်းတို့အိမ်ရှင်ကလေစိုးလာကြည်လားကွာတက်ပြောပါလားကွာကလေးတွေဆရာတို့ရဲ့အိမ်ရှင်ကကလေး9ယောက်ရှိတယ်ဟာကလေးတွေလူကြီးကစိုးမရမှာပေါ့မဆုံးမဘူးလားဟင်းကြုံတိုင်းနဲ့တော့ကွာပါကွာအိမ်နောက်တဒုံဒုံနှခါကြားရပြီးမှငြိမ်သက်သွားတယ်လူကြီးရဲ့ဟောက်ဟန်းတန်ကိုမကြားရအောင်မျိုးရဲ့ဒလေးကတမျိုးပါလားကေဆရာတို့အေးအေးဆေးဆေးနားကြပါအောင်ကျွန်တော်အလုပ်ကောင်းမယ်အေးကျွန်တော်တို့လည်းညောင်းညာလို့ကြောဆက်ရနေရရှာတယ်ဘယ်နေရာမှာကြောဆက်ရမလဲကြည့်လို့အခမ်းအနားရှစ်ပေပတ်လေတို့မူရင်းရှိရင်ဆိုဗီဒီယိုစပွဲတောက်ရုပ်စင်နဲ့ချက်လက်ကြီးရာကျွန်တော်တို့ဝင်းစီစလေတချို့ကထက်ဆက်မင်းမှုပြန်လို့ကြောဆက်ရမစိုးထားနဲ့ထိုနေရာကပဲအရှိအိမ်နောက်လူတူဖြတ်ပါကကျွန်တော်တို့မှာခန္ဓာကိုယ်ကိုကြုံပေးရချီရာကြာရင်ခန္ဓာကိုယ်ကဝင်းစီစလေပုံနဲ့နင့်ဝင်သွားမလားထင်ရတယ်။အော်မြို့ပြရဲ့ဒီငါဘဝကတွေးလိုက်တိုင်းတွေးလိုက်တာအလွန်တရာကျေဝန်းလာရဲ့ကြုံတိုင်းမှာကျွန်တော်အင်္ဂလိပ်ကိုသာပတိယလွှတ်ဆိုနေပါတော့တယ်။ဒီနေ့ကမကောင်းပါလား။မိုးရင်းခါမိုးကဆွေးနေတယ်။ဒရက်ဆန်ညကမိုးခါမထွက်ကြမိမဲ့ရောက်တဲ့နေရာမှာပဲညီသက်ခါမိုးရိပ်ချိုးနေပုံရှာတယ်။ကျွန်တော်ကမိုးခါပင်မန်းပေမဲ့ဝါသနာပါတဲ့အလုပ်လွတ်လပ်တဲ့အလုပ်မျိုးပင်မန်းနေမချင်ပါဘူး။ဟောဟိုးရှိမှာဆက်တကောင်မလား။ဆက်ကြီးကမိုးရိပ်ထဲမှာတွေ့ကြီးရက်ကမိုးရိပ်ချိုးနေတယ်။ကျွန်တော်လေကျုံးမဲ့ပေါက်ကလေးကိုအကာအကွယ်ယူကမိုးစိုးထိုင်ချပြီးဆက်ကြီးရဲ့အသိနှလုံးရှိရာကိုတက်မစွာချင်းလိုက်နိုင်တယ်။အတက်ကိုအောင်ခလုတ်ကိုနှိမ့်လို့စစ်စစ်ကျွန်တော်ဦးပီးကခါချင်းအောင်တို့စုဖွေထားတဲ့ကတော့ပုံတန်ဖြစ်နေတဲ့ကျုံရွက်ကိုတိုးမိရာခါချင်းမေးပြီးထိုကျုံရွက်ကတော့တဲမှာရှိရိကခေါင်းပုတ်ကိုကျလာတော့ရိုးတရက်လန့်သွားပြီးတော့ဟန်ချက်ပြတ်သွားတယ်။ချီကလည်းရောင်ရမ်းထွက်သွားတယ်။ကိုတိုက်ရန်အားပောက်ပွဲတန်အဆုံးမှာစက်ကြီးကပြင်းထန်သောအရှင်ကြီးပိုင်းကနေလေးကြတယ်။ကျွန်ုပ်နှစ်ဖူးမှလေးရှိများဖြင့်စေထန်းအေးဆက်သွားတယ်။စက်ကြီးကဆက်အော်တန်ဖြစ်မအော်ပါဘူး။ဦးဝဲလိုမွေးကျင်းစာကလေးအတန်ဖြင့်ခြေလောင်ပြင်းပြလာစွာအော်ချီရာကျွန်ုပ်မှလန့်ထန်ပြီးအသေးပိန်နေသွားရတယ်။တိုးချပြီလားဆရာတော်ဘိုက်ကလေးကကျွန်ုပ်ကိုအလင်းစလို့ခေါ်ပါရဲ့။ဒင်းကြောက်နေပြီလေ။ကျွန်ုပ်ကဆေးရန်ဖြစ်တာမို့ဟန်ကိုဖို့ထင်ရင်ဟာဘက်ကလေးမကြောက်ပါနဲ့ဆရာတော်ရှိပါရဲ့ကွာ။ဆက်ကကလေးလိုပေါ်ရနော်။ဟာဆရာတော်ဘာရီပြောနေရလဲ။ထထဆရာတော်နှစ်ဖူးပေါက်ကိုအပေါ်ခရှိရိကြလာတော့ကျွန်ုပ်လည်းအိမ်မုံစုံမွားနဲ့ယူလဲထားရတယ်။ထိုခါမှတတိုးအောင်ရဲ့အခန်းမှာကျွန်ုပ်အိပ်ပျော်သွားရမှအိမ်မက်ပြီးရိုးမတော်ရဲကိုရောက်သွားကြောင်းအမှတ်ရမိရဲ့။နတ်ဖိုးမှစေးထန်းတဲ့အရှိများစီးကြလာပြီးဗစတ်သေးရောက်သွားတယ်။ငန်းပြပြပါလား။မူကြီးတွေမဟုတ်ပါလား။ဒါဖြစ်ပါတော့ထိုခိုက်ကျင်းလောင်စွာအော်ဟင်းလိုက်တဲ့
ကလေးအော်တန်ကြားတယ်ဟာဆက်ကကလေးလိုပေါ်တယ်ဟာဆရာတို့ကလည်းဘေးကဆက်ကအိုးရမှာလေအဲ့ဒါအပေါ်ထက်ကကလေးအော်တာဗျအတန်ကလေးပြေးလိုက်တာကြီးလာရင် heavy metal အဆိုလိုဖြစ်မဲ့ဥပဒေရုပ်ထဲမှာစီတိုလွင်းกว่าမဟုတ်မှလွေရောစီရတော့ကျွန်တော်ထင်တော့ဒီတွေဟာကလေးပုတ်ချတွေရှူးရှူးတွေလို့ထင်တာပဲဟိုက်ကျွန်တော်လည်းမွေးရချင်းမီအကျင့်ပါနေတဲ့အတိုင်းပါဇက်တွင်းကိုစီးဝင်စီးရဲ့ရှာဖြည့်ရက်လက်ရှိရမှာတဖွေဖွေတိုးထွေးကအော်ဘလီဆန်နေအင်းရှိကိုပြေးထွက်ပြီးရှီစီပိုင်းမရှိကိုခတ်မဲ့လို့အမေကြီးဟော်ရိမ်မှာဟော်လူကြီးကအနော်တို့စီပိုင်းကိုခတ်နေပြီဗျမြင်မြင်လာကြည့်ကျွန်တော်လည်းခြေလောင်လာတဲ့နှဆိုးထိုးတန်ကြောင့်အပေါ်ကိုအလန့်တကြားမောကြည့်ရာအသက်လေးနာနှစ်ခန့်ကလေးလေးကအတန်ကုန်အော်နေပြီးမရှိမနှောင်းမင်စောစောကနင်းနှပေါက်ဆူဆူမိမ့်မကြီးရှုပ်တရပေါ်လာကကျွန်တော်ကိုရှူတင်တင်ကြည့်နေတယ်ခေါ်ဥတော့ပြီးညနာတက်မလို့လားရလားအဲ့ဒါကျမတို့ရေစီပိုင်းမဟုတ်ဘူးရှင်ကျမတို့ရေစီကဒါတတူအမိမမရှိဝါကကျွန်တော်လက်ကိုဆွဲကချက်တောက်ရှိသူတို့ရှိတိုင်ကြီးကိုခေါ်တယ်ကျွန်တော်လည်းပါစက်သေးရှိကလင်းသေးတွေကနန်းလာတော့ကမန်ကတန်ရှိခတ်မဲ့လို့အမေကြီးအနော်တို့ရေပလားကြီးရှူသွားပြန်ပြီဟဲ့ကျွန်တော်လည်းဖလားအပီးဖြစ်ရေကိုငုံတော့မဲ့လို့နှဆိုးထိုးတန်ကြောင်ရှောင်းရမ်းပြီးဖလားလွတ်ကြသွားရာဟေးပိန်မမာပြီးနော်ဖလားရွှေဝါနင်းဧည့်သည်ကိုရေတိုင်နေကိုပြတ်ထားပါလားဟဲ့ဟုတ်ကဲ့မမအခုဟာကအရောက်စားစားမှုလို့ပါရွှေဝါလည်းအင်ရှင်ရဲ့ရေဖလားကိုတက်ဆန်ရန်ရေတိုင်ဒီပေါ်ပြတ်ကျပြီးအခန်းတွင်မှရေဖလားကိုပြေးယူပြီးကျွန်တော်ကိုပေးရဲ့ရှိုးရှိုးဥတုပြီးအာနာလိုက်တာနင်းနာတက်မလို့လားနင်းနာတက်မလို့မဟုတ်ပါဘူးအပေါ်ထက်ကကလေးပေးပေါက်ချလို့ရောဘတ်စတ်တီတာမန်ကုန်တို့ဟစ်တော့အာနာစီယာကောင်းလိုက်တာမရှိဝါလည်းအပေါ်ထက်ကိုကမန်ကကြန်တန်းကြည့်တယ်ကျွန်တော်မူအဲ့တဲ့မျိုးကိုမဖွဲ့မရလို့ရပါမလားလို့အေရှင်ကိုချင်းလင်းခေါ်ရမယ်လို့ကျွန်တော်ထင်မိတယ်ကျွန်တော်လည်းမရှိဝါရဲ့မျက်နှာကိုအားရစွာကြည့်ရင်စိတ်ပြက်အာရုံသွားတယ်အချောင်းကအင်ရှင်ရှိရာကိုစကနေမောကြည့်လိုက်တဲ့မရှိဝါမျက်နှာမှာချင်းလင်းခေါ်မဲ့ပုံမပေါ်ဝဲတစုံတရာကိုကြောက်ရွံ့နေတဲ့စိုးတထိတ်ထိတ်မျက်နှာလေးပဲဘာကြောင့်အင်ရှင်ကိုကြောက်နေရတယ်လဲကျွန်တော်လည်းအင်ရှင်ကိုမောကြည့်လိုက်ရာတရားမှမရှိတော့ဘူးရှူတင်တင်မျက်နှာကြီးရောပတ်စုံလေးရောမရှိတော့ဘူးကလေးပိတ်ပိတ်စကိုတောင်းမှန်မှုဝေးစွာတောင်းမှန်မှုနေနေတတအင်္ဂါခမ်းမှာလူပိုဧည့်သည်ကိုမျက်နှာတက်တဲ့သေးပေါက်ချတဲ့ကလေးငယ်ကိုချီးမွမ်းခမ်းမင်ဖွင့်နေအောင်မယ်တော်လိုက်တဲ့သားကာသားရွှေပန်းလေးထူးဆန်းပါပြီမြို့ပြတလေးရဲ့ကျွန်တော်လည်းရှင်ကြီးကိုဘာလို့ကန်စားတော့ရမလဲလို့တွေးတောနေမိတယ်လက်ထဲမှာငွေကြေးအတန်တင်ပါလာပေမဲ့ထိုငွေဖြစ်စီးပွားရေးလုပ်ဖို့ရာကျွန်တော်ရဲ့အရေးချင်းကိုဖြစ်ညက်အသုံးချရမယ်စင်စစ်ကျွန်တော်ဘဝကဖုန်ကြီးလူထွက်ဘဝမျိုးပဲဖုန်ကြီးဘဝကလောကိုဒရာကိစ္စများဖြစ်ပြီးနေရငကန်းတလုံးမြနားလည်သူမဟုတ်ဘူးရုတ်တရက်လူထွက်ရင်ဘာမှမလုပ်တတ်ဘူးကိုပြည့်နဲ့ကိုဆိုတော့ထွက်ပြီးအောင်တော့မကြံစီတတ်ဘူးလူတွေနဲ့မဆက်ဆံတတ်ဘူးတခါကြီးဟဲဟော့ပါဦးစင်အားမှားလို့ကျွန်တော်ဘဝကလည်းပါထိုးတယ်လေဈေးကွက်စီးပွားရှိမှကျွန်တော်ကငကန်းတလုံးမှနားမလဲသူမြင်မြန်ကောင်အောင်ဈေးထုတ်ဝက်ရှော့ရောင်းပြတဲ့အယောင်တက်တာပေါ့ဥတွက်ပြီးထမင်းစားရအောင်နဲ့အီတက်တူအောင်သားအငယ်ကောင်ထမင်းစားလာခေါ်တယ်တက်တူအောင်မှာတားနှစ်ယောက်ရှိတယ်10နှစ်9နှစ်ဝန်းကျင်ဖြစ်ပါတယ်ထမင်းဝိုင်းကဖွဲရရရှိပါတယ်ငပိကောင်ကျော်စက်သားကျော်ငချင်တုံးနဲ့ကစုံရွက်ကျော်ငပိယူဖြစ်ပါတယ်ဖွဲရရှိမှာပေါ့ငပိကောင်ငချင်နဲ့စက်သားကကျွန်ုပ်တို့ယူဆောင်လာတဲ့ဟီလီယမ်များပေကိုသူတို့တက်ခင်းနိုင်တဲ့ဟင်းကစိုးရွက်နဲ့ငပိတာကျွန်တော်လည်းရှေးရေးဘာလို့ကန်စားကောက်ရှာမလဲလို့တွေးတောနေမိရဲ့ကျွန်တော်ကနက်ခင်းကလေးကဘာမှမစားရသေးလို့အားရပန်းရကုန်းလေးကရှာပေါ်အရှာတာလျှောက်တာနဲ့တတိယပြီးရောင်ရမ်းပြီးအပေါ်မောကြည့်လိုက်မိရဲ့ထမင်းစားနေတော့မတော်ကလေးတေးပေါက်ချမှဖြစ်မလွယ်ဘူးမိဖို့ခန်းကိုတော့တက်တိုးအောင်ကအပေါ်ကျန်းတင်ကိုပလက်စတစ်ဖြစ်ဆွဲကာထားတယ်ခံရမှုပေါင်းများပြီချင်ပါတယ်ထိုအခါမှကျွန်ုပ်လည်းစိတ်ထလက်ချထမင်းကိုကုန်းနှွေးနေရတယ်ဘိုက်ကလေးနဲ့မသိနေကလေးခေါင်းမင်မဖော်ကြဘူးတပကံပြီးတပကံတော့မှလို့အရှိန်နဲ့စားကြရာထမင်းလိုက်ပကံမှာပြိုက်ခနေဟာထမင်းကုန်ပြီမိတားလို့ဖို့မရှိတော့ဘူး
တက်တိုးအောင်ရင်တာငေကောင်ကလိုက်ပွဲထိတ်ရန်ထမင်းအိုးကိုဖွင့်ပြီးအလန့်တခြားဆိုပါရယ်ဟေးဒီကောင်လေးရလေအလိုက်ကတ်ဆိုမသိဘူးအမေထက်ချက်နေပါရဲ့ဟင်ကျွန်တို့လေထမင်းကုန်ပြီဆိုမှဘရိတ်အုပ်ကအာနာပါနာနဲ့လက်ထစီးရတယ်အာသာတော့မတည်သေးဘူးဟောဥတုပေကြီးမဟုတ်ပြီလားထားခဲ့ပကဲဟာစီးလိုက်ပါမယ်မရွှေဝါရဲ့နေမလေကလေးတစ်ဖက်နဲ့ဒုက္ခကျွန်ုပ်လည်းအိရှိခမ်းမှာထိုင်ကထမင်းလုံးစီရင်တွေးနေမိတယ်။အော်မြို့သားများကအစားနင်းလန့်ကြည်လားကျွန်ုပ်တို့လိုအစားကြီးတို့အဖို့မြို့သားလုပ်ဖို့ဝယ်ဖမလားကျွန်ုပ်တို့မစင်မချင်းတောမှလို့ထင်ပြီးစားလိုက်ကြလို့ထမင်းအိုးတက်ကြောင်းရတော့ထမင်းမစားရသေးရှာနေကလေးနှစ်ယောက်ကိုကြည့်ကအလွန်တရာအားနာလာတယ်။ဒီနေ့ကမကောင်းပါလားဒီလိုနဲ့နေကင်းကိုပြင်းစွာဖျက်တမ်းရတယ်။ဘက်ရှူဝါကအားရတယ်မရှိဘူး။ထမင်းစားပြီးတော့အဝတ်ထွက်လျှော်နေအောင်တွေ့ရတယ်။ကျွန်ုပ်လည်းတက်တိုးအောင်လို့မိသားစုအချင်းတွေကိုကြည့်ရအတော်ကလေးကတိလင်ထဖျက်နေရတယ်။တက်တိုးအောင်လို့မိသားစုကျွန်ုပ်တို့တော့ရကိုလာကြစင်ကဝစ်စားလာကြတာကအတော်အသင့်အကောင်းစားနိုင်လာလို့မြို့မှာကြီးဝါနေကြပြီလို့ကျွန်ုပ်တို့အသက်တွေးမိကြသေးတယ်။ရှခုတော့မြို့သားတွေကဟန်တာရှိပြီးအစံမရှိသူတွေပါလားလို့ကျွန်ုပ်သုံးသပ်မိတယ်။ထိုအခိုင်တက်တိုးအောင်ရဲ့သားနှစ်ယောက်အိရှိမှထွက်ဆုံနေတာကိုကျွန်ုပ်မြင်ရတယ်။ကျွန်ုပ်လေးပြင်းပြရှိရနေအနီးမှာရုပ်ပြတအုပ်ကိုကောက်ယူကဲဟာကဲအမေကြီးလူပါအောင်အိရှိမှအော်ဟစ်တဲ့ညကြောင်ကျွန်ုပ်လည်းကြပြသေးရအိရှိကိုလှမ်းကြည့်ရတက်တိုးအောင်သားအနေကောင်နဲ့ကောင်လေးတစ်ယောက်နှစ်ပန်းလုံးနေအောင်တွေ့ရတယ်။ကျွန်ုပ်လေးချက်ချင်းထသွားပြီးကလေးနှစ်ယောက်ကိုဖျက်ပြရတယ်။တက်တိုးအောင်သားကအောက်မှဖြတ်ပါတယ်။အပေါ်မှာတက်ခွာထားတဲ့ကောင်ကလေးကလူဝိန်သေးဖလန်ကလေးဖြစ်ပါတယ်။မရှိဝါပြေးထွက်လာပြီးသူမသားကိုစုကတခြားကလေးကိုပတ်သက်ချော့မော်တယ်။ဟဲစောကလေးဘယ်နာသွားသေးလဲဟင်မမေကြီးနဲ့တိုင်ပြောမယ်။ထိုလူဖလန်လေးကဒရံမရှိအောင်ရှိရန်ဆောင်ကငိုပြီးတော့အိမ်ပေါ်တက်ပြေးသွားတယ်။အော်ဒီလူဖလန်လေးကအင်ရှင်သားလားဟုတ်တယ်ဆရာတော့ဟော်ဒီကောင်မလေးကစိုးဆိုးတယ်ရှမ်းမဖြစ်နဲ့လို့ပြောတာမရအောင်ခင်ဟာမရွှေဝါကသူ့သားကိုထိတ်ခေါက်တယ်ကလေးကနှစ်ဖူးမှညိုမဲနေတယ်လူဖလန်လေးရဲ့လက်ချက်ဖြစ်ပါတယ်ဖဲ့မရွှေဝါနဲ့နင်ကလေးကခံရတာဟဲ့ဟိုကလေးကဘာမှဖြစ်တာမဟုတ်ဘူးကြည်စမ်းနင်ကလေးနှစ်ဖူးမှဟိုကလေးကတွေ့ထားတာအညိုအမဲကိုဆွဲလို့ဖောက်ပါနင်ကလေးကလည်းညံ့မာရဲမလကောင်းရတာနဲ့ဟိုကောင်လေးကလူပလန်လေးဟဲ့ပြီးတော့အလကောင်းတဲ့သူကအောက်ကလူပလန်လေးကအပေါ်ကဟိုကဘာမှမဖြစ်ဘူးအမလီမဖြစ်လို့တော်သေးတာမမမြင်ဖြစ်냐ဖြစ်တော့လားဟင်ဘာဖြစ်လို့လဲဗျာရှူတူဒီကိစ္စကိုဒီမှာပဲရက်လိုက်တော့ဥတုပီရဲ့ပြီးတာတွေလည်းပြီးပါစေတော့ဟော်ရီကောင်ကြီးကဂျိုးကိုထလုံးနေတစ်ဟာမရွှေဝါမှာဘာချောင်ပုတ်သားမှုကြီးတစ်ဖက်တဲ့ရိုင်းတဲ့နေရတလဲကျွန်ုပ်တို့မှာစဉ်းစားရန်ကြက်လာတယ်မျိုးတလေးကတမျိုးပါလားကျွန်ုပ်တို့လည်းလိုက်မိရင်ရံမစွမ်းတန်လို့ခေါင်းတရင်ရင်သာရှိရပါတယ်ဘိုက်ကလေးလည်းလွန်စွာမှစိတ်ပြက်တဲ့အမူအရာနဲ့အိမ်နောက်ဘက်ထွက်သွားတာတွေ့လိုက်ရှာတယ်အမေကြီးဟိုလူကြီးအနော်တို့အိမ်တော်တက်နေရဲ့ဗျဟမ်ကျွန်ုပ်လည်းရှင်နွေးခွက်ကိုဗစက်မှာအတိဝက်ဆိုးထိုးတန်ကြောင့်လမ်းဖြန့်ပြီးတော့ရှင်နွေးတွေပေါင်ပေါ်ကြောက်ကိုရအပိုလောင်သွားရတယ်။ဘာဖြစ်ပါလဲလို့အချင်းတွေကိုစိတ်ငိုကြည့်စဉ်ကျွန်ုပ်တို့အေကန်းကိုရုတ်တရက်ဖြတ်တန်းသွားသူကဘာတူလဲ။အလိုအဝေရှုံနေတဲ့မက်ရှူဝါပါ။ဘက်ရှူဝါကအိမ်နောက်ဖေးကိုလျှက်ဆက်လူသားအဟုန်ပြေရောက်ရှိသွားတာ။ကမန်းကကြံအော်ဟဲ့ကြားကဟဲကိုပိုက်ကလေးရွှေဝါတို့အိမ်သားကအဲ့ဒါမဟုတ်ဘူးဒီဘက်မှာဒီဘက်ကိုကျွန်ုပ်နဲ့ညင်လေစိတ်ဝင်စားလာတဲ့ဖြေဖြီးချီယာဘက်ကလေးကအိမ်သားတလုံးရှင်မှရှက်ပြီးငူကြီးဖြစ်နေရင်တွေ့ရတယ်အိမ်ပေါ်ထက်ကိုလည်းသူကဒေါသကိုဝေနေရဲ့မျက်လုံးများဖြစ်ကြည့်နေရဘာလင်းလို့ကျွန်ုပ်လည်းထွက်ကြည့်ပြီးတော့စောစောကအိမ်ရှိရေတန်းကြီးကိုကျွန်ုပ်မခတ်မိစဉ်ကအလိဖန်းနဲ့နှက်ဆိုးလေးကိုတွေ့ရတယ်အဲဒီနှက်ဆိုးကလေးကအပေါ်ထက်မှနေပြီးအိမ်ရှိဆိုရေတန်းကြီးအိမ်နောက်ဆိုအိမ်သာစသဖြင့်စောင့်ကြည့်ရတဲ့ပုံကိုယ်လေးဖြစ်ပုံရှာတယ်အားနေရှာမနာအိုင်းရင်လေတော်တော်လေးပါလေဖတ်ပေါ်အခုတော့အိမ်ငါးရီရဲ့အရေးချီကိုအမြဲကြည့်နေရတာကတိုးလို့ခက်နေချီရစိတ်ပင်မလှပါလားလို့ကျွန်တော်တွေးမိပြီးမကြုံဘူးအောင်ညှဉ်းညူးသွားတယ်အိမ်နောက်ဘိုက်ကလေးကလေအဘီကိုဆက်မလွင်နိုင်တော့ထင်ပါတယ်
တလုံးသောနောက်အိမ်သားကိုအလင်းမြန်ကိုပြောင်းကကိစ္စဝိစာရှင်းရတယ်ဆိုရလိုက်တာထိုးစမ်းပါပြီမြို့ပြဒလိရဲ့ညနေခင်းမောင်တက်တို့အောင်ရုံးလာပြက်လာတယ်တို့သွင်းကမောနေရှာတယ်ချွေးပြန်နေရဲ့ကားကြက်လိုက်တာလေလိုယုံစရာတို့ရအနေနဲ့လိုတိုးလိုတွေးလောင်လိုက်ပါကြရဲ့ရန်ကုန်ဘတ်စကားကိုကျွန်တော်မြင်မှုတွေစီးမှုတယ်အသက်ရှူမဝယုံနေမကတိတ်ကြက်လုံးရင်အသက်ပါထွက်မတက်ခံစားရဘူးတဲ့ရှာတက်လက်ဖြစ်နေပြီပြုတ်တန်းကင်ထားတဲ့လက်ကိုခဏဖြုတ်ပေးပါအောင်မဖြုတ်နိုင်ဘူးဖြုတ်လိုက်လဲသွားမယ်မောင်တက်တိုးအောင်ရီချိုးတယ်ရီကနေလေကလေးကထိတ်ထားရဖင်ကက်တာကျန်တော့တယ်မောင်တက်တိုးအောင်လည်းရီနှစ်ဖလားသုံးဖလားတာလောက်ချိုးပြီးတော့ရီထိုးချက်အမှုပြီးသွားတယ်တော်သေးတာပေါ့ကိုဆိုတို့ညနေစာစားကြတော့သမင်းတွေအလုံးလောက်ချက်ထားပါတယ်မနေ့ကလက်စာမှားသွားလို့ကျွန်ုပ်တို့ကမက်ရှရီဝါကိုအာနာစွာမနေ့ခင်းကလောက်မစားဖြစ်ကြဘူးညကြတော့မနေနိုင်အောင်မောင်တက်တိုးအောင်ကိုအပြင်ခေါ်ထုတ်ခါမေးချင်တာမေးမြန်းရှာမှာတော့ရင်ကျွန်ုပ်ကမောင်တက်တိုးအောင်မှာကျွန်ုပ်တိုင်ကြားလျင်ဒေါသထွက်မိထင်ပါတယ်မောင်တက်တိုးအောင်ကဒေါသမထွက်ပါဘူးကျွန်ုပ်လည်းအလွန်တရာမှအံ့ဩစွာဖြစ်တာအုံကလာပါရင်ညာကားမီးအောင်များဖြစ်တထိန်ထိန်ရသောမီးအောင်တွေကလမ်းမီးလို့မထင်လိုက်နဲ့ညာပြန်လာတဲ့ကားတွေပြားဝန့်ခတ်သွားနေရမှအပြိုင်ဆိုင်ထိုးထားတဲ့ကားမီးများပင်ဖြစ်ပါတယ်လမ်းမီးကဓာတ်တိုင်ထိပ်ဖျားမှလာလက်တဲ့ပိုးဆုံးကျလိုပဲလမ်းမီးရှိတယ်လို့ဖျားဆိုကြောရယုံမီကမတ်တလင်းပါတယ်လမ်းမီးတီကပိုးဆုံးကျူးများကိုပြန်နေကြသလားမာဂျူရီနီယိုမီယိုကအတော်အသင့်ခင်မီလာမီဖြစ်တဲ့ရခင်စင်ကြီးပုံရှခုမျိုးလေတပိုင်းဖြစ်စာပြုနေရဲ့တာအောကလာလိုနေရာမျိုးကိုအဘယ်သို့သောအချိန်ကာလမှာစင်းသက်ရွှေလျှောလာမလဲကျွန်တော်မသိပါဘူးတင်တို့လည်းမသိဘူးမသိချင်းကအမှန်ကောင်းပါတယ်ဘိုက်ကလေးကမောင်မိုက်မှာပြီးအချိုးအစားကြာနာလှပစွာလှနေကြတဲ့မြို့သူမိန်းကလေးများကိုမြည်မွနေကြတယ်လူပြိုကြီးစောတက်မောင်သာပါရင်တရီခံမှုခွက်ပါယူလာရမှာပဲကျွန်ုပ်နဲ့မောင်တက်တိုးအောင်ရုံသွားနေစဉ်ဖြစ်ခဲ့တဲ့ကျွန်ုပ်အိပ်ပျော်နေစဉ်အပေါ်ထက်မှကလေးရှူရှူပန်းချခြင်းအိမ်ရှိရေးတိုက်ဒီကိုရေးထွက်ခဲ့ရာအပေါ်ထက်မှအော်ခြင်းအဓိကဖြစ်တဲ့မောင်တက်တိုးအောင်သားနဲ့အင်ရှင်တန်းရှန်ဖြစ်ရာမောင်တက်တိုးအောင်သားမှာခံရပြီးမဲ့မက်ရှရီဝါကကလေးကိုရိုက်နေခြင်းဘိုက်ကလေးအင်တာမှတ်တဲ့အော်ခံရခြင်းတို့ကိုတိုင်ကြားတယ်ကျွန်ုပ်ပြောနေစဉ်မောင်တက်တိုးအောင်ရဲ့မျက်နှာမှာစိုးရုံထိတ်လန့်နေပြီးကျွန်ုပ်စကားဆုံးမှာတော့ဟင်းကနေတက်ပြင်းချလိုက်တယ်ကျွန်ုပ်ကမောင်တက်တိုးအောင်မှာကျွန်ုပ်တိုင်ချရင်ဒေါသထွက်မယ်လို့ထင်တယ်မောင်တက်တိုးအောင်ကဒေါသမထွက်ဘူးကျွန်ုပ်လည်းအလွန်တရာမှအံ့ဩစွာဖြစ်ဟေးမောင်တက်တိုးအောင်မင်းကျွန်ုပ်ပြောတာကြားရလားကြားပါရဲ့ဆရာတော်ကြားရင်ဒေါသမထွက်ဘူးလားဟေးဟေးဘာဖြစ်လို့လဲခန္တီပါရမီပြည့်စုံနေရဲ့သူတော်စံမို့လားကျွန်ုပ်ကသူ့ကိုအမော့တိုးတယ်မောင်တက်တိုးအောင်ကတုံနိပါဝေဖြစ်ဒေါသဖြစ်လို့မထက်ပါဘူးဆရာတို့ရဲ့ဟေးဘာဖြစ်လို့သူကအေရှင်ဖြစ်နေလို့လေဟမ်ဘာဆိုင်လို့လဲဆိုင်တာပေါ့ဗျာသူ့ကိုကျွန်တော်ကဂလက်ကဆက်ပြောပါပြီတဲ့သူကအိမ်ငါကကိုလာကတိုးပေးပါစပေါ်တိုးပေးပါဆိုပြီးအချက်ကင်တော့တာပဲဟေးမင်းတို့ကတရားတန်ချေးပေးနေရပဲဘာဆိုင်လို့လဲဆိုင်နေဆရာတော်ဒီအခန်းဒီဈေးပဲပေးရမယ်ဆိုပြီးဥပဒေဆွဲထားလို့မှမရတာဈေးကအင်ရှယ်ပါဆက်ချင်းမှာပဲဟာတနေ့ချောင်းလာစာချုပ်ရှိရပဲကွာစာချုပ်ပြီးကနီးကြမှာမထားချင်ရင်မထားချင်တယ်လို့ပြောတတ်တယ်ဗျဆရာတို့ရေဟာဒါဆိုမခံနဲ့ကွာအိမ်ပြောင်းပေါ့90နဲ့အိမ်ကသူ့တိမ်နေမှာမဟုတ်တာပဲဒါခက်တာပေါ့ဆရာတို့ရေမောင်တက်တိုးအောင်ကသူ့လက်ညှိုးနဲ့လက်မကိုဝိုင်းပြတယ်ဟေးဒါပါလေငွေလေးစရာတော့ဖွေပေါ့ကျွန်တော်ငားနေတဲ့အိမ်ကစပေါ်နဲတယ်လေနဲပြီမဲ့ကျွန်တော်မှရှိတဲ့ငွေကအဲ့ဒါအများဆုံးပဲအဲ့တော့အေရှင်ကစပေါ်တို့လက်ခတ်တို့မှကျွန်တော်တို့လီမီယာအမြင်လို့ပူပန်မြရပြီအေရှင်ကိုတခင်လိုချော့မော်ဆက်ဆက်နေရတာဗျာတူမငားတော့ဘူးဆိုကျွန်တော်စပေါ်ငွေကဒီနေရာမှာကတ်မရတော့ဘူးဟေးဒုက္ခပါပဲဗျာကျွန်တော်လဲချူတန်ပေါင်းညီးတော်လိုက်ရှာတဲ့မောင်တက်တွန်းရဲ့စကားဆုံးပါဇက်ပိတ်သွားတယ်အေရှယ်ပေါ်မကြီးမနဲ့ဖြစ်နေလို့တလိမ့်လိတက်လာရတဲ့ကျွန်ုပ်ရဲ့ဒေါသလှိုင်းတွေကမီးရောင်ထိုးလိုက်ရင်ကွယ်ပြောက်သွားတဲ့အမောင်တို့လိုကြောက်ကွယ်သွားရပါတော့တယ်။အော်
ဒါဆိုရင်ဒီအင်ရှင်ဟာသူ့ကျေးဇူးရှင်ဖြစ်မှမသိဖြစ်နေပါရောနာထူးဆန်းပါပဲမျိုးတလေးရဲ့ကျွန်တော်တို့လမ်းလျှောက်ရမှာအပြင်ထွက်လာတဲ့အင်ရှင်နဲ့တွေ့တယ်အဖွားကြီးကညနေပေါက်ရှူတင်တင်ထားတယ်မောင်တက်တူအောင်ကတော့လက်စွာနှုတ်ဆက်တယ်ဟာဘယ်တော့တော့ကျွန်တော်လေးစောစောသာပြောတဲ့မောင်တက်တူအောင်ရင်ကျေးဇူးရှင်ဆိုတဲ့အတိတ်ဖြစ်32ချောင်းသွားရီပေါ်အောင်ပြုံးမိုက်ပါတော့တယ်ဒါပေမဲ့အင်ရှင်ဖွားကြီးကကျွန်တော်တို့ကိုဖုတ်လေတင်ငပိရှီတယ်လို့ပဲမတင်ထွက်ခွာသွားတယ်တုံမြေးကလေးနှစ်ယောက်ကလည်းကျွန်တော်တို့ကိုဒီမကျင်ပမာမခန့်ပြုတ်ပြီးထွက်သွားတယ်ကျွန်တော်ကခံပြင်းမိတယ်အော်လောကမှာငွေမရှိတဲမျက်နှာငရမှာလားထိုတညကိုစိတ်ကျက်စွာနဲ့အိတ်ကျက်စွာဖြင့်ဖြတ်တန်းညွန်မြောက်ခဲ့ရတယ်မနဲ့မိုးလင်းတော့ကျွန်တော်လည်းမျက်နှာသိရန်အိတ်ရှိတ်စီတိုင်းကြီးပြီးမှထိုင်နေတယ်ရှေးတစ်ခွက်အခက်ဟေ့ဟစ်ကပြန်ပေးငါပြန်ပေးဆူဆူဝါအတန်ကြရတယ်ငါဆိုးထိုးတန်လေးပါလားကျွန်တော်လည်းအော်တန်ကိုလက်ကြည့်ရှေ့မှပြင်းတဲ့သူကလေးကကျွန်တော်အနားကိုရှောင်းလာကကျွန်တော်ကိုပတ်ပြီးတယ်မဆိုးလေးကဆင်းချလာပြီးနောက်မှပတ်လိုက်ပါတယ်အလင်မကျွန်တော်လည်းရှိုးတရက်ကြောင်နေတယ်ကလေးနှစ်ယောက်ကကျွန်တော်ကိုပတ်ချလဲလှည့်ရင်အားမရအောင်ထင်ပါတယ်ရှိမကလေးကကျွန်တော်ဦးဖီးကိုကင်တာပတ်ချလှည့်ပြီးတယ်ကျွန်တော်ကကလေးလှည့်တဲ့အချိန်ဖြစ်ပြိုလဲမတက်အမွှေးခံနေရတယ်နောက်ကလေးကပထမကလေးရဲ့လက်ကိုရိုက်ရာပထမကလေးကတွက်လက်စွာမင်းသူ့လက်ကိုကျွန်တော်နှစ်ဖူးထပ်မှရှုပ်ပါတယ်ထိုအခါနောက်ကလေးရဲ့လက်မှာတင်းပုတ်ပမာပြင်းထန်တဲ့အရှင်ဖြစ်ကျွန်တော်ဦးပြီးပုံကြပါတယ်ဒါပေမဲ့ပထမကလေးကလက်ပြအောင်နောက်ကလေးကထိုလက်ကိုချုပ်ပထမကလေးကလက်ကိုပြဲယုံမယုံနိုင်ရှာတဲ့ကျွန်တော်ရဲ့ဦးပြီးပြောင်မှမောင်းစုံမှာမောင်းထည့်ထောင်းတယ်လို့ပဲဘုတ်ခနေစီးချက်မမအခြားခရမ်းလျက်ရှိပါတယ်ထိုဦးကောင်းကိုမလီမစာကလေးတလားတို့ကပမာမခန့်နှက်လေတော့မတရားတာမိန်ချက်ချင်းတုတ်ပြန်တက်တဲ့ကျွန်ုပ်ရဲ့ဒေါသအဟုန်ကဖုံးကနေကြွတက်လာပြီးပတ်ချလှဲကောင်းတဲ့ကလေးနှစ်ယောက်ကိုခါမှဖမ်းဆော်ပြီးတကလာဒေါသအဟုန်ကိုကျွန်ုပ်လက်နှစ်ဖက်မှာထည့်သွင်းလိုက်ပြီးကင်မြောင်လိုက်တာနဲ့တပြိုင်နက်မဟန့်ချင်မဲထားလိုက်တဲ့ချောင်းတန်ကဝေးခေါင်မောမိုးချိုးပစ်ချလိုက်တယ်လို့တော်ဟီတော်ပြီးတကလာကျွန်ုပ်ရဲ့စက်ကိုအစုံကလည်းချောင်းတန်သာရအိမ်ပေါ်တက်ကိုမောကြည့်လိုက်ရာထိုအိမ်ပေါ်မှာမိမ့်ကြီးရက်ပြီးကျဲမထက်ထန်တဲ့အကြည့်ဖြစ်ကြည့်နေတဲ့အင်ရှင်ရဲ့မျက်နှာကြီးကိုမြင်လိုက်ရှာတာနဲ့စပေါ်အိမ်လာကဒီဆိုတဲ့ငွေကြီးအပုံကလေးကိုမြင်အောင်နာကကျွန်ုပ်ဒေါသတို့ကလည်းပိန်းကြဘတ်ပေါ်မတင်တဲ့ရေစက်ပမာရှော့ကြပြောက်ွယ်သွားသေးရတယ်ကလေးနှစ်ယောက်ကိုခါမှဆွဲပြီးနှစ်ထားတဲ့လက်နှစ်ဖက်ကလည်းအော်တိုမက်တစ်ပြီးရှော့ကခါမှတိန်ကြုံဖက်ပြီးတကလားချစ်စရာလေးတွေပါလားလို့ပြောဆိုကပါတစ်ဖက်တစ်ချက်စီကိုမှုံမွေးပြီးရင်ကေသွားကြရီဘီကလေးနဲ့ကြည်ဤကအတန်ရလွတ်လိုက်ရတယ်ကြောင်ချေးရုပ်ကလေးကိုနမ်းနေတက်တိုးအောင်တို့လင်မယားလေးအနီးကိုရှောင်းလာပြီးတပြင်းချကြတယ်တက်တိုးအောင်တို့ရဲ့အပူနဲ့စိုးရင်စိတ်ကဧည့်သည်တင်တော်စီကိုပါကူးဆက်ပြီးတကလားကျွန်ုပ်ပါအိရှင်ကိုဦးစားပေးဆက်ဆက်နေရပါလားအိမ်မော်ရောက်မှမသိနေကကလေးတွေလက်ချက်ဖြည့်ရဲထွက်သွားရင်ကျွန်တော်ရဲ့ပူပြီးပြောင်ကိုကြက်ထုတ်ထိုးကမကြည်မနဲ့ဖြစ်နေတယ်။ဗက်ကလေးကလည်းအခင်းမကြေဆရာတော့ကျွန်တော်တို့အိမ်ငားရင်အိမ်ရှင်ကိုလိလာပြီးမှငားမှာဗျာဒီပုံဆိုရင်မလွယ်ဘူး။ဤကွာသဘောကောင်းတဲ့အိမ်ရှင်နဲ့တွေ့ပါစေကွာ။သဘောဆိုးတဲ့အိမ်ငားရဲ့တန်ကိုခံရတဲ့အိမ်ရှင်အကြောင်းလည်းမပြော။ကျွန်ုပ်လည်းအလိုလိုနေ၎င်းအိမ်ကိုစိတ်ကိုလှစွာဖြစ်တက်တိုးအောင်ကိုလောဆော်တယ်။တက်တိုးအောင်ကျွန်ုပ်တို့အတွက်အိမ်အမြန်ရှာကွာဟုတ်ကဲ့ဆရာတော့ကျွန်တော်အိမ်ပွဲစားမလတ်လရှိပါတယ်သူ့မှာတော့အိမ်မေအစုံရှိပါတယ်ရုံးပိတ်ရဲ့ကြိုင်တော့သွားတာပေါ့ကျွန်တော်လည်းယခုတိုင်ဆက်ပြင်းပြင်းရှိရဲ့ပူပြီးကိုခိုင်းခါညီတော်မိရခထူးဆန်းပါပြီမြို့ပြတလိရဲ့ရုံးပိတ်ရှမ်းမှာမောင်တက်ထိုးအောင်ကကျွန်ုပ်တို့ကိုအိမ်ပွဲစားမလတ်လနဲ့တွေ့ဆုံပေးတယ်မလတ်လကအရက်ကပူဖြစ်ဖြစ်ထူးခြားတာကပလေးဖိန်ခွေတဲ့မျက်မှန်ထူးထူးကြီးနဲ့ဖြစ်ပါတယ်။ပွဲစားပြီးအပြောဆိုပြည့်ဖြစ်ချောမောကတွန့်လန့်လှပါတယ်။ဒါကျွန်တော်ပလေးပေါ့ညရစာတွတ်ပြီလေဟုတ်ကဲ့ကျမဘာကိုညီရမလဲရှင်အိမ်ငန်းကျင်လို့ပါ။အော်ရပါတယ်အစင်တီစီရပါမယ်။စပေါ်နဲ့လားနှစ်ချုံနဲ့တာဆရာတော့စပေါ်နဲ့နော်နှစ်ချုံဆိုတာဘာလဲရင်နှစ်ချုံဆိုတာက
တလားကိုလာခဘလောက်ပေးနေမယ်စပေါင်းငွေပေးเสียမလို့တော့ဘူးပေါ့ဦးလေးရဲ့။အော်ဒါလည်းကောင်းသားပဲ။ငွေတစ်လုံးတစ်ခဲတည်းပေးမနေရတော့ပေါ့နော်။ခေါင်းနဲ့ကောင်းနဲ့ဆရာတို့ရသူကလာခများတယ်။ဟေးဘလောက်မို့တော့စပေါင်းပေးကြရင်တော့လာခတလားကို900ဆိုရင်နှစ်ချုပ်က3000တော့ပေးရတာမျိုး။ဟဲ့ဒါဆိုမဖြစ်ပါဘူးစပေါင်းနဲ့ပဲငှားရတာပဲ။ဟုတ်ပါရဲ့တငယ်မရဲ့အတော်တို့ကိုစပေါနဲ့အိမ်မေရှာပေးပါဟုတ်ကဲ့ရှင်ဦးလီရုကစပေါကိုဘလောက်တက်နိုင်တယ်လဲအိမ်တွေကဘလောက်တွေရှိလို့တော့အိမ်တွေကတော့အစားစားပေါ့အနည်းဆုံး3000ကနေတသိန်းထိပေါ့ဒါဥက္ကလာမှာရှီဘူးရစေ3000ထက်နေတာမရှိမိမဲ့စပေါတသိန်းကျော်ပြီးရမယ်တိုက်ပေဘာတွေရှိရဲ့ရှင်ကျုပ်တို့ဘလောက်အစားငှားမလဲမသိနေနဲ့ဘိုက်ကလေးဗန်နာအီမှုမသိမင်ကပီရီခေါင်းနေရှိပါတယ်4000 5000တန်မို့တငယ်မရဲ့ရှိရဲ့အန်ဂျီ5000တန်ဆိုလာက900 1000ဝန်းကျင်ရှိရဲ့ဒါဆိုကျမအိမ်လိုက်ပြမယ်လေကြိုက်ရင်ငှားပေါ့မကြိုက်ရင်လည်းစိတ်ကြိုက်ရွေးချယ်ပေါ့ဒီလိုနဲ့ကျွန်ုပ်တို့လည်းမလလပြောတဲ့အိမ်ကိုကြည့်ရှုဖို့အတွက်ထွက်လာခဲ့ကြတယ်ဘိုက်ကလေးကတတိပေးတယ်ချက်တော့သဘောကောင်းတဲ့အိမ်ရှင်ကိုပဲရွေးမယ်နော်ပွဲစားပြောဤဟုတ်တယ်ကျွန်ုပ်တို့လည်းတက်တူအောင်တို့ရဲ့အဖြစ်ကိုတတိယကပွဲစားကိုကြိုတင်ပြီးမှာရတယ်ဒီမဲ့မလလရဲ့ကျွန်ုပ်တို့ငားကျင်တဲ့အိမ်ကအိမ်ရှင်သဘောကောင်းမှဖြစ်မှာနော်ရှင်အော်ဟုတ်ကဲ့သဘောကောင်းတဲ့အိမ်ရှင်တွေပဲကျမရွှေးပြမှာမယ်အဲဒီနောက်လမ်းတွေများမှအိမ်တချို့ကိုပြရဲပထမအိမ်ကလမ်းမှာတန်းဈေးနေတယ်ဒါပေမဲ့အိမ်ကနှစ်ချက်အိမ်အပေါ်နှကန်းအောက်နှကန်းအိမ်သားကြီး3တန်းဖြစ်ပါတယ်ကျန်တခန်းကတော့အိမ်ရှင်နေရဲ့အော်တော်သေးရပေါ့အိမ်ရှင်နေစရာအခန်းတစ်ခန်းကြံသေးလို့ကျွန်ုပ်ကညီးသွားမိတယ်ဘယ်နဲ့ကိုယ့်အိမ်ကိုအိမ်ငန်းကြီးတင်ထစ်ကြတယ်လည်းမသိဘူးအဲ့အိမ်ကိုတော့ကျွန်ုပ်တို့ကမကြိုက်ဘူးဒီအိမ်မျိုးကအိမ်ရှင်နဲ့ပြဿနာမရှိရင်အိမ်သားချင်းတစ်ချိန်ချင်းချနေရမယ်အပေါက်မျိုးကြာတော့အိမ်သားတွေကအရေးတာပြီးအိမ်ရှင်ကိုအပိုင်သိမ့်မဲ့ကိန်းစိုက်နိုင်တယ်အကျဲကျဲမငိမ့်ွယ်ဖြစ်နိုင်လို့ကျွန်ုပ်တို့ကမငားပါဘူးနောက်တိမ်ပြပြန်နေနေလေခင်းမို့အပူရှင်ကကင်းထန်လာတယ်မသိနေမန္တလာဘိုက်ကလေးတို့ကကိုစီထီးဆောင်ကြတယ်ဘိုက်ကလေးကမြို့ပြတဲ့တိုင်သူ့မပါမပီအိမ်နိုရန်ထီးကောက်ကြီးကိုစောင်းတယ်ကျွန်ုပ်နဲ့တက်တိုးအောင်တာနေမင်းကိုပမာမခန့်ဖြူတယ်တချို့အိမ်ကအိမ်ရှင်တခန့်အိမ်ငါတခန့်ဖြစ်တယ်ဒါပေမဲ့အိမ်ကစုတ်ချလာတယ်ကျွန်ုပ်တို့သဘောမတွေ့ဘူးတချို့အိမ်မှာအပေါ်ထက်ဖြစ်တယ်ဒါပေမဲ့အလင်းရောင်မရရှာဘူးဘေးနှစ်ဖက်အိမ်မှာကလန့်လို့လင်းရောင်မပြောနဲ့လေဝဲလေထွက်ပဲမကောင်းပါဘူးအိမ်ထဲဝလိုက်ပါခါမင်းဆိုပြီးမြညနေမချမ်းမျိုးပြကမီးမကြခဏပြက်လက်ရှိကြောင်ကျွန်တော်သိထားလို့နေကင်းကြောင်တောင်မီးအမြဲဖွင့်ထားရပြီးမီးပြက်ပါခတယောက်နဲ့တယောက်ခလုတ်တိုက်မိမဲ့ဂိမ်းမျိုးကျွန်တော်တို့ကအေဆန်ရွေးလာတဲ့ဖြစ်လိုက်ပြနေရတဲ့မလလခမရှာထွက်လို့မတန်မောနေချေပြီဆရာတော့မောလေပြအေးလေးပါလေးတောက်ရအောင်ဟုတ်ပါရှီကြီးတဲလေးမတွေ့ပါလားဒီရက်ကကျွန်တော်မစင်မချင်းစကားကြောင့်တက်တိုးအောင်ခမမျက်နှာပြတ်သွားတယ်ဘိုက်ကလေးကဒီနေရာမှာပါနေတယ်အိုးဆရာတို့နဲ့ဒါရီကြီးတက်ရမယ့်နေရာမဟုတ်ဘူးဗျပတ်စီ 7at Marinda ချက်ရတောက်ရမှာဟင်ဟုတ်လားဒါဆိုမောင်မဲစီစမအောင်ဘိုက်ကလေးကတွေ့ရအေးဆိုင်နဲ့ဝင်နေဆရာတို့ဘာသုံးဆောင်ချမလဲရှီရဲ့အေးဟုတ်ပါကဲဘိုက်ကလေးမင်းမဲစီစပါပတ်စီ3000 Marinda နှလုံးစပွဲတို့ကောင်းကြီးကလှည့်ထက်သွားတယ်အမေတပည့်ကြီးကတဲတိုးတက်နေပါလားအစင်ချောအောင်မှားတက်တာခက်လူငယ်ပဲလေတပည့်ကြီးတိတ်တော်အမှန်က၎င်းဘိုက်ကလေးမှားတဲ့အေးပလင်းများကအခုခါကျွန်ုပ်တို့ကြီးလက်ကိုပင်ခြေဆက်နေပြီဖြစ်ရာဘိုက်ကလေးတိနေခြင်းကမဆန်းတော့ဘူးကြီးလက်ကိုအေးတာမကဘီယာမျိုးစုံစီကရက်မျိုးစုံဒီအလားလှိတ်ဝင်နေတဲ့ခက်မှာယူယူကြီးဇေယျဖြစ်နေတဲ့ကျွန်ုပ်ရဲ့အတွေးခေါ်လို့မှာလုံးစွာမှပင်လိုက်လျောညီထွေမှုမရှိပါဘူးဘိုက်ကိုစီနဲ့စုပ်လိုက်ကြရာခဏချင်းမဲ့အေးဆက်တဲ့ရီတွေကပလင်းထဲမှတစ်စိမ့်ဝမ်ဘိုက်ကိုစီကိုပြောင်းရွှေ့စတေးချပါတယ်ဂန်နိုင်ရအတွင်းမှာအိုအေဆက်လေးပါဝေးချင်းကနေကြမသိမြင်လက်တုံနေကြောင်ကျွန်ုပ်တတိပြုမိတယ်မသိမြင်လက်ကငွေအဝယ်မှာမြန်စံတင်းငိမ့်တဲ့နောက်ငွေထွက်မှာတော့တုံမီးတုံရင်နေတဲ့သဘောအမြဲဆောင်နေတယ်ထိုးစမ်းပါပြီမသိမြင်
ဒီလိုနဲ့အေးတကူဖြစ်အာရင်ဖြီးဖြိုးပြီးတကနာနောက်ထပ်အိမ်ရှိရာကိုချီတက်ပြန်နေအမှန်တော့အိမ်ပွဲစားတာမစိုးနာဘူးအိမ်ကားလူသူများကိုကန်ထရိုက်များဆွဲထားသလားမသိဘူးတိမ်မကြိုက်တအိမ်လိုက်ပြမယ်ဆိုတဲ့တမ်မနီတန်နေထံများချထားသလားမသိဘူးထိုအိမ်ကလေးကိုကျွန်ုပ်တို့သဘောကျတယ်ချောင်းကလေးနဲ့တက်ပက်များရှိတာအရှိအာမတာကောင်းပါတယ်အိမ်ရှင်တစ်ချမ်းအိမ်သားတစ်ချမ်းဖြစ်ပါတယ်အလင်းရောင်လေးရကအိမ်တွင်းမှာရင်းချင်းနေအိမ်သားသားလေးနှလုံးပြောတယ်အိမ်သားနဲ့တောင့်တင်းခိုင်ပါတယ်ဒါပေမဲ့ကျွန်ုပ်တို့ဘလို့ဝင်ကြိုက်ကြ၏မလလကထိုအိမ်ကိုတော့ကျွန်ုပ်တို့ကိုငှမ်းမပေးဘူးလို့ဆိုတယ်ဘာလို့လဲဆိုတော့အိမ်ရှင်ဖွားကြီးကပစည်းပစံများတယ်အပေါက်ဆိုးတယ်လို့ပြောတယ်အပြစ်မရှိအပြစ်ရှာလေးရှိပြီးအိမ်နာနိုင်မမြဲဘူးလို့လည်းပြောပါတယ်အိမ်နာတန်တလောင်အိမ်ရှင်ကအပေါက်ဆိုးတယ်ကျွန်ုပ်တို့မှာတက်တိုးအောင်တို့အိမ်ရှင်ကိုမြင်အောင်ကကြောစိမ့်နှတို့လူချင်းစိတ်ကိုမျိုးသိခါထိုအိမ်စခန်းမှမြန်းကြွားခင်းရဖြစ်နေဟုတ်တယ်လေဇီယာရိုကအိမ်ရှင်အပေါက်ဆိုးတာမျိုးငှားမပေးပါနဲ့လို့ပြောတာဒါမျိုးငါဖိရင်ကျမမကောင်းမှုဖြစ်မှာကျမကနာမည်ပြတ်တော့မခံဘူးပြီးတော့ကိုဖောက်တယ်ကိုလေ6ပြက်ကင်းဇင်းလုံးချောအိမ်မဲရှာပြီးမှ၎င်းပွဲစားကစကားရှာမှအတူယူလောက်ပါပေတယ်နေဆောင်မှပြီမဲ့အင်ကောင်းမတွေ့ဘူးယနေ့အိမ်9လုံး10လုံးခန့်ကြည့်ခဲ့တယ်ကျွန်တော်တို့စိတ်ကြိုက်မတွေ့ရပါဘူးဒီနေ့အိမ်ကားလုပ်ငန်းနေတိတန်ရပြန်တယ်ကာယကံရှင်ကျွန်တော်တို့ကချီနှောင်းကစိတ်ပြက်သလောက်ပွဲစားမလက်လောက်ကအပြုံးမပြတ်ပါဘူးနောက်နေ့ချိတ်ဆူပါတယ်အာကပွဲစားပါအခုမှ trailer ဆိုပြီးနေလို့ကောင်းတယ်ဒီနေ့ကတနင်္ဂနွေရုံးပိတ်ရက်ဖြစ်တာကြောင့်ကျွန်ုပ်တို့အိမ်ရှာထွက်ရန်မလလအင်ကိုရောက်ကြပြန်တယ်မလလကအတင်းဆောင်နေတယ်လန်းဆန်းတက်ကြွလျက်ရှိနေတယ်ဆရာတို့ရေအတော်ပဲရှင်မနေ့ကကျွန်မအိမ်တလုံးပြကိုကြမ်းခဲ့တယ်ညကြမှာမဖူးပေါ်လက်တဲ့စဉ်းစားကြည့်ကိုပေါ်လာလျော်လိုက်တယ်အဲ့ဒီအိမ်ကဆရာတို့နဲ့အစဉ်ပြေမဲ့အိမ်ပဲအိမ်ကောင်းလူကောင်းရှင်အိမ်ပွဲဆိုင်ရဲ့ရှုံးဝေစကားချောက်ကျွန်ုပ်တို့မှာပုတ်တင်ညိုရှုံးတော့အောင်ခေါင်းနေပြတယ်အိမ်လိုက်ထိကြတယ်အိမ်ရှင်မချောကတိတ်သဘောကောင်းတာရှင်တိတ်စိတ်ရင်းကောင်းတယ်သူတို့ကလည်းသူတို့သဘောထားကိုင်းနေမယ်လို့ကြမှာတင်တင်တဲ့လေဆရာတို့နဲ့အန်ကိုက်ပေါ့သူတို့ဆိုအင်းဝလန်းလို့ဆိုရယ်အိမ်ကချောင်းကလေးနဲ့ဖြစ်ပါတယ်နှစ်ထပ်ဖြစ်ကအပေါ်ထက်ကအိမ်ရှင်အောက်ထက်ကအိမ်ကမချောရေရှင်ဒီမှာအိတ်တွေပါလာလို့အိမ်ကြည့်ချင်လို့တဲ့အော်ကြည့်လေကြည့်ပါအာမနာနဲ့နော်ကို့အိမ်လိုသဘောထားပြီးတော့ကြည့်ကြပါရှင်အပေါ်ထက်မှာအသက်40ခန့်ရွယ်အမျိုးသမီးတဦးဆင်းလာတယ်အသားရည်ဖြူဖွေးဝန်းစုံနေပြီးခန္ဓာကိုယ်အဆက်ပေါက်လှသူဖြစ်ပါတယ်လုံးကြီးပေါက်လာကြီးပင်ညနာကအဆွင်ပြုံးနေတယ်သဘောကောင်းမဲ့ဟန်ပန်ကျွန်ုပ်တို့လည်းအိမ်ရှင်ကိုနှစ်လို့ပဲဖြစ်ပြီးအိမ်တွင်းကိုဝင်ကြည့်ချတယ်အိမ်ကတာမန်မင်းထရန်ကာထားတယ်ပြင်ခင်းတော့ပြင်ခင်းမညီညာလှဦးအိမ်အောက်မှာလည်းရေဆက်ဆက်ဝတ်တယ်အတီးကကြတာကအိမ်နာမှာတစ်လုံးနဲ့အိမ်နာကတစ်လုံးနဲ့နော်အိုးအိမ်နာတော့မပူပါနဲ့ရှင့်အကိုတို့ငားရင်တန်နဲ့ကျမတို့ကအိမ်သားတက်တစ်လုံးစောက်ပေးမှာတိတန့်ပေါ်ရှင့်မစိုးကျမတို့ကအရင်ကအိမ်သားတင်တာမဟုတ်ဘူးရှင့်ဟော်ရီမလလသိပါတယ်အခုကျမယောက်ျားကဂျပန်မှာလေအိမ်မှာကကျမနဲ့ကလေးတွေပဲကြံနေတာအဖော်ရမှားရတာဒါကြောင့်မို့စိတ်ချရတဲ့လူတွေပဲရှာပြီးမှတော့သူတို့မှားထားရတာရှင့်ဘချောကအပြောဆိုမုံရီလာတယ်ယောက်ျားတနာလည်းရှိတာမဟုတ်တို့လိုရုပ်ရည်လှလှကြီးနေဆိုတော့ဟုတ်ပါအဖော်ရှိမှဖြစ်မှာပေါ့မသိမြင်ကမိမချင်းကိုချင်းစာချင်ပါတယ်မချောပြုတ်ကျင်းနေသွားတယ်ကိုတော့ဒါပဲငှားလိုက်ရအောင်မြင့်သဘောလေးဘိုက်ကလေးရောဘိုက်ကလေးကနှလုံးရည်သမားမှုထင်းထင်းဆက်ဆက်အေးလေငှားတာပေါ့လူတော့စိတ်ချမချောရည်ဟော်ရီကဆရာကြီးတွေကတောကတက်လာကြတာရိုးတဲ့နေရာမှာတော့စံတင်ရမယ်ဒီတက်တိုးအောင်နေကျမပဲငှားပေးရမယ်ဘယ်နဲ့အခုအိမ်ကအစင်ပြေတယ်မဟုတ်လားကိုတက်တိုးအောင်ဖီးပါရင်မနလားတက်တိုးအောင်အိမ်ကိုသူပဲငှားပေးရဲဆိုလို့ကျွန်ုပ်စိတ်ထဲမှာထင်နေဖြစ်ပါတယ်ပြီးမှအိုးသူကတက်တိုးအောင်မင်းကျွန်ုပ်ကနေရစာတွတ်ပြီပဲဘာဆိုင်လို့လဲစီနေရှည်လို့ကျွန်ုပ်ဖြေသိမ့်လိုက်တယ်ပြီးတော့တက်တိုးအောင်အင်းရှင်ကအယုတ်ဆိုးသလောက်နင်းနထားကိုရှူတင်နစ်ထားပြီးအိမ်ငါးကိုအပြစ်ရှာနေသူဒီမှာတော့မချောကြီးကတားလာပြီးစကားရှော့ရှုံးဝေဖော်ရည်သူအာကိုရာလင်နာတနာအဝေးရောက်နေရှာပြီးတူတူဖော်ရှာနေသူစဘောက9000ရှင်လက900နေမှာ
ဒီလိုနဲ့အဲ့ဒီမချောအိမ်ကိုပဲကျွန်ုပ်တို့ငှားရမ်းကြတော့တယ်ရှာချုပ်ကိုတတိုးအောင်ပဲဥဆောင်ပြီးတော့ချုပ်ဆိုပေးတယ်လက်မှတ်ထူပြီးတာနဲ့ကျွန်ုပ်တို့ရဲ့အိမ်ငှားရမ်းခြင်းအမှုအပြည့်ဖြစ်တော့တယ်မသိမင်းကငွေ9000ထုတ်ပြီးရဲ့မချောကမလလကိုငွေ900ထုတ်ပေးရကိုတွေးလိုက်ရှာတယ်မမမြင်ငွေ900ကျွန်တော်ပြီးပါအောင်မင်းကငွေ900ထုတ်ပေးရဲ့ထိုငွေ900ကိုမလလကိုပေးလိုက်တာကိုတွေ့ရတယ်နေကောင်းချက်သာတွက်ချက်ပြီးအိမ်ပြောင်းရွှေ့ရဲ့ရဲယူကကျွန်ုပ်တို့ပြန်နေကြတယ်မချောကရှုံရှုံဝေစကားတွေနဲ့ချောင်းဝါထီကိုလိုက်ပို့ပါတယ်အပြတ်မှမသိမင်ကသူ့အိမ်ရှင်မချောကိုချီးမွမ်းမဆုံးတတိုးအောင်လို့အိမ်ရှင်နဲ့နှမ်းရှယ်ပြောနေရကျွန်ုပ်တို့မှရှိနေရတယ်မလလကကူရှာပေးတဲ့အိမ်ကိုချီးမွမ်းနေလို့အားရပါရပြုံးနေရှာတယ်မလလကိုထားပြီးပြန်မိဘအောင်မောင်တတိုးကစောစောကအိမ်ရှင်ကရောအိမ်ငန်းကရောဝီပေးရတာဘာဖြစ်လို့တော့အော်ပွဲစားလေးစီရန်တို့ရဲ့အိမ်သားဖြစ်ပွဲစားကအင်ရှင်ကတလားကအိမ်သားကတလားကပေးရတာဟဲဒါဆို1000ရတာပေါ့ဟုတ်ပါဟာဟန်လိုက်ပါပြီကွာပါဇက်ဆိုင်ပြီးအရင်လက်ပြရတာနဲ့ဝေ1000ပတ်ကနေရသွားရောဒီအလုပ်မင်းလုပ်ဖို့ကောင်းတယ်မသိမြင်ဟုတ်ပါတော့အတော်စားတာတဲ့အလုပ်ပဲကျွန်ုပ်နဲ့နှစ်ဖူးတွေ့ဒူးတွေ့ပွဲစားရင်ငွေမင်းနဲ့လေးရပုံကြည့်ပြီးအားကြမိရဲ့ဟောဒီမှာဖြစ်တီးဖြူဖက်နဲ့ပါရှာအလျားလိုက်ထွက်မတက်ဖြစ်တာတော့မသိချဘူးအလုံးမထစ်တာတလားကိုတဲ့ရှင်မချောလို့အိမ်ကိုကျွန်ုပ်တို့ပြောင်းရွှေ့ပြီးကြပြီမချောကသူ့ကတိအတိုင်းအိမ်သားတစ်လုံးစောက်ပြီးထားရှာတယ်ကျွန်ုပ်တို့အိမ်သားမှာအစ်စ်ကလေးဖြစ်ပါတယ်တွက်လက်ချက်ချပြီးစကားပြောပေါ်ရှာနေတဲ့မချောနဲ့မသိမြင်မှာခဏချင်းပဲရင်းနှီးသွားကြတယ်ကျွန်ုပ်လည်းအိမ်ရှင်ကောင်းတို့အဟောဝတ္တကောင်းနေစွာလို့မိတရင်ကျင်းနေနေမိရဲ့ကျွန်ုပ်တို့အိမ်ရပြီဖြစ်လို့အလုရှာကြဖို့စဉ်းစားကြတယ်ကျွန်ုပ်တို့လိုအသက်ရမရှိသူများအလုရှာနေသူများညှော်နှင်းစရာမရှိပါဘူးအုံနောက်ထောက်ခံနေစရာအကြောင်းနဲ့တင်မိန်းမဆိုတာဈေးရောက်မယ်ယောက်ျားဆိုတာအလုချမ်းလုံးမယ်ထားရဲပေါ့မသိမြင်လေသူမစတဲ့ရည်ရွယ်ထားတဲ့အတိုင်းဈေးရောက်ချရဲ့စိတ်ကူးထားတယ်သူမနေစဉ်သွားနေကြနန္ဒဝန်ဈေးမှာပဲခေါင်းပြက်ပြက်ထိုးဈေးတဲ့လုံးမယ်လို့ဆိုတယ်သူမကဈေးဝယ်ရင်ဈေးတဲ့ချင်းနီများကအမြဲလေးလာကြီးလောက်တယ်ဒါကိုရင်ကျုပ်အတွက်အညိတ်ရှားကြောပဲကိုတော့ဈေးရောက်ရတာလွယ်တယ်ရှင်မနေ့3နာရီတော့ထားရမယ်ကုန်ကားတွေနဲ့လိုက်သွားယူတဲ့ကကုန်စိမ်းတိုင်မှာကုန်စိမ်းဝယ်ကုန်ကားနဲ့ပြန်လာဈေးမှာချရအောင်ဒါလည်းနေရာထူးမလို့လမ်းဘေးချရောင်းသူတွေကပိုရောင်းကောင်းတယ်ဖွန်းသိချင်တယ်ဈေးရုံတွေကစိုက်ခန်းတွေကိုဈေးကြီးပြီးဝယ်ထားရပြီးဖြန်ကြတွေကလမ်းဘေးမှာထထရောင်းနေတော့ဈေးဝယ်ကဒီထဲမှာဝယ်မဝယ်တော့ဘူးတက်ဆိုင်ရတိုင်ပြီးတော့ပြန်ကြတွေကိုဖမ်းခိုင်းမယ်ဖမ်းပေါ့သူတို့လာရင်ဈေးပန်းကိုမထားလိုက်ဥပဒေနဲ့လွတ်တာပဲတတိတော့ရှိပါစေနော်ဟုတ်လားပြီအော်ဘဝတန်တရားဆိုတာဒါဟုတ်ကိုတို့ပဲအိမ်အောင်ကြတဲ့ကအခုချိန်မြင့်ကိုအမဲပြက်တွေးခဲ့ရပြင်မန်းလာပြီမြင်ဈေးရောက်ပြီးတော့တက်လက်တွေးမယ်နော်မြင်ကဘရားအလိမ်မှာလုံနေတယ်ကြားရတာကနားဝမှာခုံးစီထိတယ်လို့ကျွန်တော်လည်းပီတီဖြစ်လာတယ်ဒီတော့လေလောကကြီးကစိမ့်မလားဘိုက်ကလေးကလည်းကျွန်ုပ်ကိုအလုံးမလုံးစေလို့ဆရာတို့ကကြီးပြီးသူပြောမှတင်းတန်းကိုမျက်စောင်းထိုးရတော့မလို့ဖြစ်နေတယ်မဟုတ်ပါဘူးကျွန်တော်တို့မောင်နှမလှုပ်ကြွေးပါမယ်အေဦးခမ်းမှာမင်းမင်းကြီးထိုင်ပြီးဆရာတို့အတွေ့အကြုံတွေကိုပဲစာထိုင်ရေးစမ်းပါလို့တိုက်တော့မလို့ပါတော်သေးတာပေါ့ဖေးရသွားကြောင်းတန်မလုပ်ခိုင်းလို့မချောစားတော့အလုံးမရှိသူမို့မကြခဏပဲကျွန်ုပ်တို့အောက်ထက်ကိုရှောင်းလာတတ်တယ်မချောတို့ကတမီးပြိုတယောက်10နဲ့ဝန်းကျင်တယောက်နဲ့တားလူပြိုရွယ်တယောက်ရှိရဲ့အားလုံးကြောင်းသားကြီးဖြစ်ပါတယ်နေရင်းဆိုကလေးတွေကကြောင်းသွားကြလို့မချောအားတယ်အာရိုင်းအောက်ထက်ဆင်းလာပြီးတော့စကားပြောတယ်ဆိုပေမဲ့ဗသိန်းနေကနားထောင်ရုံတက်ထောင်စင်စကားတိုင်းကိုဥဆောင်သူကမချောကျွန်ုပ်ကလူကြီးပြီးအိမ်ဦးကလမ်းမှာထိုင်ကအမြဲအားလက်နေတော့ကျွန်ုပ်ရဲ့ဘဝတစ်ပြတ်တာအတွေ့အကြုံများကိုစီကဘက်ကိုရှီးချေနေတတ်တယ်တခါတည်းရင်ကျွန်ုပ်ရဲ့မှုံဝါအတိတ်ကာလကိုတန်းဆဲထုဖော်နေစဉ်မချောရဲ့စကားတန်ဆဆကဝန်းဝန်းလာတတ်တယ်မမတ်ကြီးမောင်သားလေးဂျပန်မှာလေးကုမ္ပဏီဖွင့်ထားတာရှင့်တလောက်ကိုရန်တန်းချီရတယ်သိလားဟဲရန်မချောလောက်ကြကမိုဆိုလာစစ်တယ်လားဟေးဘယ်မှာမိုဆိုလိုစစ်တယ်လို့လို့ရမှာလေမမနေရဲ့မချောကတန်တောင်းမေးရှာတယ်
ကျွန်တော်လည်းစိတ်ဝင်စားလို့နားဆွနေထီဘူးလေရမ်းရတယ်ဆိုရမ်းဆိုတာတနက်ကင်တဲ့လူတွေမှရတာမဟုတ်လားအာအဲ့ဒီရမ်းကိုပြောတာမဟုတ်ဘူးမမမြည်ရဲ့မမမြင်ကတော့လှုပ်တော့မယ်ရမ်းဆိုတာကဂျပန်ရမ်းငွေကိုပြောတာမြန်မာရင်းကြက်ပြားခေါ်တယ်လို့ပေါ့သူတို့ကပတ်စံကိုရမ်းလို့ခေါ်တယ်ဟေးဒီလိုလားမသိပါဘူးဟုတ်တယ်ထိုင်းကဘတ်ဟင်ဘတ်ဆိုတာဘာလဲဟိုဘိုက်ကလေးတို့လိုလူငယ်တွေသုံးတဲ့ဘန်းစကားလားဘာလဲတအူးကတအူးကိုလိန်သွားရင်အဘတ်ခံလိုက်ရတယ်လို့သူတို့ပြောနေရမျိုးလားထိုင်းမှာတဲဆိုးပါလားဟာမမမြင်ကလည်းလွတ်တော်မယ်ဘတ်ဆိုတာကလေမြန်မာတွေကြက်ပြားခေါ်တယ်လို့မျိုးငွေကိုခေါ်တာဟေးအဲ့ဒါလို့လားမြင်တော့မသိပါဘူးဟောတရုတ်ဆိုယွမ်ရုရှားဆိုရူဘယ်အမေရိကဆိုဒေါ်လာတိတိကျဆိုပေါင်မသိမြင်ကနိုင်ငံတကာဗဟုသုတတွေကိုလည်းစီးဖို့နေရတော့တယ်မစီးဖို့ချင်လေမရမှာလားဟာအိတ်ချလိုက်တာကျွန်တော်လည်းမသိနေရဲ့တနစ်ကိုခန်းစားမိတယ်အော်အေရှင်ကူစားပြီးနေရမှာလားကွယ်တော်တန်ယုံမိမဆိုဟောက်ပြက်တက်တဲ့မသိမြင်မှာမချောနဲ့ကြောင်ဝတ်နေရတယ်ပြီးတော့မောင်သွားလို့တဲ့ဂျပန်ကအာရှကြားငါးကောင်မှထိတ်ဆုံးတာတဲ့ဟေးအဲ့ဒီနိုင်ငံတွေကကြားရရှားလာချီလားနိုင်ငံ9နိုင်ငံပေါင်းမှ9000ထဲလားဒါဆိုမမှန်တယ်လို့မြန်မာနိုင်ငံကကြားရတိတ်ပေါ်တာပေါ့နော်ကိုတို့ကြက်စားတဲ့ယူမဒင်းမှာဆိုကြားရအများဆုံးပဲမချိုးရဟန်းဆိုတဲ့အတန်ကြီးမှာအလို့တရာစိတ်ပြက်အားလျှော့သွားရမှာပေါ်ထွက်လာတဲ့အတန်ပဲမချိုးကသူ့ယောက်ျားအကြောင်းကြွားဝါချင်တယ်သူမယောက်ျားကဘလို့ကြီးကျယ်ခမ်းနားတဲ့နိုင်ငံကြီးမှာဘလို့ကြီးပွားတိုးတက်နေကြောင်းကြွားချင်ရာ၎င်းနိုင်ငံတကာဗဟုသုတနှမ်းစီတစည်းမှမရှိတဲ့ကျုံနိုင်စွာသူမသိမြင်မှာဖုန်းနှင်းခွက်နေဖြစ်နေပါတော့တယ်မသိနေကမသိလို့ရန်တမ်းမိလိုက်တဲ့မိခွန်တိုင်းကမချိုးရဲ့အရှိုက်ကိုချိထိနေတော့မချောကမြစကားချောမပြောနိုင်တော့ဘူးတခွန်ပြောစေခွန်ရှင်းပြနေရတယ်ကျွန်ုပ်ကစာရေးစပွဲမှနေပြီးတခွိရင်းနေပါတယ်မှတ်ထားကွာအကြွားဝါကျန်တဲ့မြို့သူမြင်ကွာအလိုလိုနေကိုတော်နေရဲ့မိန်းမပါလားကြားဆိုတာတင်စားတာမမမြင်ရဲ့ဩတင်စားတာလားမသိပါဘူးမမကတတိုးတက်ဆုံနိုင်ငံပေါ်မမမြင်ရဲ့ဟုတ်လားဟုတ်ပါအဲဒီကနေကိုကတလမချောစီကိုမြန်မာငွေတိတ်ချီပို့တယ်ဟင်ဟုတ်လားကိုတွတ်နေတော့ကွာပါကျွန်တော်လည်းခေါင်းနှဖန်းကြည့်သွားတယ်စာထဲဝင်စားနေရတဲ့စိတ်ကလေးတီပင်ခုန်ထွက်သွားတယ်အတူပိုးလေးမမမြင်ရဲ့ဟိုဘဂျပန်ပြည်ဥစ္စာအောင်အဲ့ဒီလိုမချောကမသိမြင့်စီနေစလာပြီးစကားပြောချင်ရထိုစကားတွေကအနည်းချုပ်ကတော့သူမယောက်ျားဝင်ငွေကောင်းကြောင်းအစင်တန်းနည်းနေရကြောင်းဝေမင်းများပို့ကြောင်းများသာဖြစ်ပါတယ်ကျွန်ုပ်မှာကြာတော့မချိုးရဲ့အကြောင်းကိုရှင်းမိရတယ်လူတကူယောဂတစ်မျိုးဖြစ်ပါတယ်မချောကအကြွားဖဝင်လီဟက်နေတဲ့ယောဂပိုက်ရှင်မချောကလူမလာအားလဲအတန်နဲ့နှိမ့်ဆက်ပါတယ်နားစင်ကြတော့တမီးရေထမင်းပေါခလုတ်ပိတ်ပြီးလားကြည့်လိုက်ပါဦးတမီးရေစက်သားလေးချက်လိုက်ပါဦးတမီးရေတီဗီမကြည့်တော့ရင်ပိတ်လိုက်ရေမချောကအတန်နဲ့လေခုနှစ်တန်ချီဟစ်ပြီးတော့ကြွားတတ်ပါတယ်တခါတရံမှလည်းမသိနေစီလာတာသူမသားစိုးပုံတို့ကိုညီးတွားပြီးကြွားတတ်သေးတယ်စိတ်ညစ်တာမမမြင်ရင်တားကတိတ်ဆိုတာတနည်းကိုမုတ်ဖိုးတရားပြရတာဟဲ့တရားနောင်ဟုတ်ပါအဲ့ဒီတရားတောင်သူကအားမရသေးဘူးမိကန်တက်တာထိတ်ကနေတော့ခိုးပြီးတော့ဖွင့်ရသေးဒူတုံးနာချီပဲတလားတောင်းချင်မလားပဲမချောရဲ့လီတန်ကိုအခမ်းရဆုံးမှမသိနေသူမကမိမဟုတ်မချောကအပြော့ဆွဲသမားပြုံနဲ့လီတန်အပြော့ဆွဲကစကားမှာဒုံကြီးများကိုမသိနေနားဝကိုပြစ်သွင်းတတ်သူမသိနေကအိမ်ရှင်မို့ဦးစားပေးရရှာတယ်ရှားပါတယ်ရပါတယ်ဒီအိမ်ရှင်ကပြဖြော်ကလေးနဲ့နန်းနဲ့ကြောင်ချင်းမျိုးပါလားလို့ကျွန်တော်ညီးတွားမိပါတော့တယ်ဘာလုံးနဲ့ကျွန်တော်တို့ရန်ကုန်ရှောင်းလာတာကတလားကိုဝင်ချင်းကပ်ခဲ့ပြီးတလားလုံးတော့ဘာလုံးမှမလုပ်ပဲထိုင်စားနေရကြရာဇရိတ်အတော်ဝင်ပေါ်လာတယ်ရန်ကုန်ကငွေထွက်အလွန်တရာကျန်းလာတဲ့မြို့ပြမှာလားမနဲ့လင်းနာနဲ့အိတ်ကက်ထဲမှာငွေတွေကဘလို့ဖက်ကြရမလဲလို့လမ်းရှာနေတဲ့အရွယ်ဖြစ်ပါတယ်နဖေးဆိုင်ကိုထပ်မထိုင်ရဘူးဒီဝိုင်း600မဲ့ဟိကျွန်တော်တို့3ယောက်လက်ဖက်ရည်တောက်ကြလင်လက်ဖက်ရည်တစ်ခွက်မော်တခုစီတာစားပေမဲ့ငွေ90 60ရှော့ဖနဲ့ဒ
ထွက်ကြိတ်ခေဖြစ်ပါတယ်ဘိုက်တာမပြည့်ဘူးဒါကြောင့်ကျွန်ုပ်တို့လည်းမနှက်စာကိုတောမှလိုပင်ထမင်းကြော်နေပြီးရတယ်တောမှပါလာတဲ့စက်သားကြောက်တို့လည်းကုန်ပြီဖြစ်ရာထမင်းကိုဘေးပြုံးနဲ့နှိမ်ကြော်စားရတယ်အလုပ်တစ်ခုတော့မြန်မြန်လုံးမှဖြစ်တော့မယ်ကျွန်တော်ကတောကိုနွမ်းလာတယ်တောမှအနေစင်းရဲပြီမဲ့စိတ်မစင်းရဲပါဘူးတို့အင်းစန္ဒလည်းမရှိဘူးလိုအဆင့်အတန်းလည်းကြိတ်နေစရာညှိနေစရာမရှိဘူးထမင်းကျန်းလေးကိုရက်ခတ်စားနိုင်နေတော့ပါပဲဂျုံတိုင်းမှာလူများကတော့ကျွန်ုပ်တို့ရန်ကုန်ရွှေမြို့တော်ကြီးမှာအမှန်မင်ကြီးပွားတိုးတက်နေပြီလို့ထင်ကြမယ်ကြီးပွားရေးဆိုလို့ကိုမြက်ကင်ထုတ်တဲ့မဂဇင်းမရှိပါရဲ့ဗျာဒါပေါ့ဗျာစာအုပ်ဆိုတာယတနာမဟုတ်လားဗျာစာအုပ်တွေဟာယတနာဆိုတာမှန်နေဗျာတအုပ်ငါးခါ9ချက်ပြောက်ရင်90တကယ်ယတနာပါပဲဒီလိုနဲ့မသေးနေငါဈေးရောက်ပါတော့တယ်မနက်စောစောထကုံစိမ်းကားနဲ့လိုက်သွားမြို့မှာကုံတိုင်မှအတီးရွက်တွေဝေကနန္ဒဝန်ဈေးကိုပြန်ရောက်တော့မိုးလင်းခါနေပြီဈေးဝယ်ရင်ခင်မင်ခဲ့တဲ့မိတ်ဆွေကုံစိမ်းတဲ့လက်ခင်ပူအကူနီကိုယူကရောင်းဝယ်ကြတယ်သူမအလုပ်ကလည်းမစိုးလာဘူးတနေ့ကို200ဝန်းကျင်ခန့်ကျန်ပါတယ်မသေးမြင်ကကိုရန်အလုံးလို့ရလို့ပင်မနဲ့မထင်ဘူးပျော်ရွှင်နေပါတယ်ကိုကိုတော့အေဟူခံပါပဲနေကိုကိုတို့မြင့်ကိုရှာကျွေးရကြပြီပြီးရင်တပြင်းတလဲလှုပ်သေးပြရစေအောင်ဖြစ်တဲ့နာပေါ့ဘိုက်ကလေးကအလုံးမရှိသေးပါဘူးအလုံးမရှိသေးပေမဲ့သူကအိမ်မခတ်ဘူးအလုံးရှာရဲဆိုပြီးအပြင်ကြီးဖတ်နေတယ်ဘိုက်ကလေးကယခုဆိုရင်နေရာတော်တော်များများကိုတွားတက်ကားစီးတက်နေပြီမိဘမဲ့ကလေးများအတွက်အလူခံပါရဲရှင်အိမ်ရှိစီမှာခက်နန်းနန်းပါပါမိမတယောက်ပဲ့အိတ်ကလေးကိုကာရက်နေအောင်တွေ့ရတယ်မြို့ရက်ကအလူခံပေါ်လာတယ်အလူခံကစုံလာတယ်အမည်အမျိုးမျိုးနဲ့ဖြစ်ပါတယ်ကျောင်းဆောင်ရန်တရားဆောင်ရန်ဖះအလူငွေထိတ်ရန်စုံလာတယ်ပင်နိုင်ကမေဒီလာရှင်များဖြစ်ပါတယ်ကျွန်ုပ်တို့တောရွာမှာမေဒီလာရှင်များကအဖိတ်နေကြမှာအလူခံကြတယ်ကျွန်ုပ်တို့လည်းမြို့ပြရင်းရောက်ချင်းမေဒီလာရှင်အလူခံနေရက်ကိုအဖိတ်နေလို့သာဆွဲမဲ့ထားရမှားယွင်းကုန်တယ်မေဒီလာရှင်ကြွားတဲ့ဖြစ်အဖိတ်နေလို့ဆိုရင်မြို့ပြအရက်မှာအဖိတ်ရက်ကနေစဉ်ပြတ်တော့မယ်ကျွန်ုပ်ကရိုးသားတဲ့ဒေါ်သားများမို့အလူခံလာတိုင်းထဲ့တယ်ငွေမှုစံမှုစံကြာတော့ကျွန်ုပ်တတိထားမိလာတယ်မချိုးတို့ကဘာလူခန်းမှာထွက်မထိတ်ကြအောင်စူညံနေပေမဲ့အလူခန်းလာရင်သူတို့အပေါ်ထက်မှာမိနဲ့ရေကိုနှိမ့်လိုက်တယ်လို့ချက်ချင်းတိတ်ဆိတ်သွားတတ်တယ်ကျွန်ုပ်တို့ကထွက်ထဲလို့မှအလူခန်းပြန်သွားမှပြန်စုနေကြတယ်ကျွန်ုပ်လည်းအလူခန်းထထထိရလာကစာရေးပြက်လာလို့တခါတရံမထွက်ပဲနေကြရာဘွားဒီလာရှင်များမှာထိနေကြကျွန်ုပ်ဖတ်မလားမချင်းခြံဝမှာတရားစာရွတ်နေတတ်တယ်ထိုအခါအပေါ်တန်းမှာမန်ချောသမီးများပေါ်လာတတ်တယ်ဝတ်တော့ပြီးအလုခံကျွန်ုပ်လည်းမနေတာလို့ထွက်ထရတဲ့နေမချောတို့ကဒီအိမ်မှာအလုခံကိစ္စအားလုံးကိုအင်္ဂါကျွန်ုပ်တို့ဝေကန်ထရိုက်ပေးထားသလားမသိဘူးဒီတက်ဆိုတာကကျွန်ုပ်တို့အိမ်ရှိလန်ဒလီမှာအိုခဲကျိုးများဟိုတစ်ကွက်ဒီတစ်ကွက်ခင်းထားတဲ့လမ်းချမ်းဖြစ်ပါတယ်ကျွန်ုပ်တို့ရောက်ပြီးတိတ်မကြခင်အဲ့ဒီလမ်းကိုကတ္တရာခင်းမှုစီစဉ်ကြရာအလူငွေကောက်ခံကြတယ်လမ်းအတွင်းတိန်ကို3000ကျပ်ထည့်ဝင်ရတယ်အဲ့ဒီကိစ္စအတွက်မချုံးသာကျွန်တော်တို့ကိုအလူငွေတဝက်ကောက်ခံမယ်လို့ဆိုရတယ်မမတ်နေလမ်းလူထည့်ရမယ်ဘလောက်တော့မချောတရက်ကို1500ဟဲ့စေတနာလေးမဟုတ်ဘူးလားမဟုတ်ဘူးမမနေရဲ့အခုဟာကတိန်ကို3000ထည့်ရမှာဟမ်ဒါဆိုမမတ်မြင်တို့ကအိမ်ငါးတွေပဲကွယ်မချောသာအိမ်ရှင်ဥစ္စာမချောထဲပေါ့အိုးမမမင်းကလည်းအိမ်ရှင်တူရဲ့ဘယ်ဖြစ်ပါမလဲအတူတူနေကြတဲ့ဟာမိရဲ့သူကအကျုံးဝင်တာပဲပေါ့အမှန်မှန်မချောသာသူတယောက်သေးထဲဝင်ရမှာကိုတွန့်တုံနေလို့အဖော်ဆက်လိုက်ခြင်းဖြစ်ကြောင်းကျွန်တော်သိပါတယ်ကဲမချောရီအိမ်ငါးမိမေထိပါမယ်1500တော့မလုံနဲ့900ပဲထားဟုတ်လားအိုး900တော့နေတာပေါ့ဥတုပီရတယ်ဒီလိုလို့ပါ1000မင်းထိကျန်တဲ့2000ကျမသာပဲစိုက်နိုင်မယ်အချိုးကျငွေ3000ကကျွန်ုပ်တို့အိမ်မငါဖြစ်ပါကမချောတူတေးထိတ်ရမယ်ငွေဖြစ်ပါတယ်ကျွန်ုပ်တို့ကိုတွက်ကတ်ချင်းပင်ဖြစ်ပါတယ်မမမြင်တို့ကခဏတဖြုံနေတာကွယ်ပြောင်းသွားရင်ဒီလန်းကမမမြင်တို့နဲ့ဆိုင်တော့တာမဟုတ်ဘူးညီမတို့ကတတန်လုံးနေရမှာအိုးဒီလိုလေးဘယ်ဟုတ်ပါမလဲမမမြင်ရဲ့လန်းလို့ဆိုတာကိုလန်တို့လန်ခွဲနေလို့ဘယ်ဖြစ်ပါမလဲ TV ကလာနေတဲ့အလို့ရှင်မေဆိုဘယ်လန်ဘယ်ကြောင်သူတို့လိုက်ကြည့်နေတာမှမဟုတ်တာလှူဖြစ်ဖို့ကအဓိကပါပဲဒါဖြင့်မချောပဲထည့်လိုက်ပါလားဗျာ
ဘိုက်ကလေးစကားကြောင့်မချောမျက်နှာပြတ်သွားတယ်မချောကအင်ရှင်ပဲလို့ဦးစားပေးခြင်းပေါ်အခွင့်အရေးလက်လွတ်ခံတတ်သူမဟုတ်ပါဘူးကောင်းပြီလေမိရေကုသိုလ်ဖြစ်ပါတယ်ငွေ1000ပေးလိုက်ပါကွယ်မသိမြင့်ကချစ်ချုပ်စွာသုံးဆွဲနေရတဲ့ငွေ1000ကိုတုံရင်တော့လက်ဖြစ်ပေးပါတယ်မချောကဝင်းလက်တော်မျက်လုံးထူပြုံးသောနှက်ခမ်းတွက်လက်တဲ့လက်ဖြစ်ရှူပါတယ်မချောအပေါ်ကိုပြန်တက်သွားတဲ့အခါမသိမြင့်တဲ့ဘိုက်ကလေးမှာမချောပေါ်မကြည်မနှက်ပွားစီပြောကြတယ်ကျွန်ုပ်ကတက်တိုးအောင်အိမ်မှာအင်ရှင်အပြင်းစားနဲ့ကျွန်ုပ်တို့အိမ်မှာအင်ရှင်အပြော့ဆွဲကိုနှိုင်းရှင်နေပါတော့တယ်သူ့ယောက်ျားကဂျပန်ကနေတလသိန်းချီပြီးတယ်လဲပြောသေးတယ်ဟုတ်လန်ခင်းမို့အလူကအိမ်နားတောင်တဝက်မျှခံခိုင်းသေးတယ်တော့ဟုတ်ပါမမမြင်ရဲ့ဒီနေ့ကံမကောင်းပါလားလက်သေးနေရဲ့ဝင်ငွေကလေးကအင်စရိတ်ကိုတစ်ဖက်တစ်လမ်းကအထောက်ကူပြုနေလို့တော်သေးရဲ့ရန်ကုန်ကလူနေမှုစရိတ်ကြီးမြတ်လာတယ်ဘိုက်ကလေးကတနေ့ကိုအပြင်မှာလီလာစနီးနာနေရမှရက်ွက်တဲရှိစိုက်ကားသမားတချို့နဲ့မိတ်ဆွေဖြစ်ပါတယ်ထိုမိတ်ဆွေများရဲ့အကူအညီရစိုက်ကားနင်းကျင်တယ်လို့ဆိုပါတယ်အသေးနဲ့ကတော့နင်းစီကျင်တယ်ကျွန်တော်ကဘိုက်ကလေးမျိုးပြမှာကားရီရှုပ်ရှုပ်ကြားရင်းမှာနင်းနိုင်ပါမလားလို့တွေးပူနေမိတယ်မင်းစိုက်ကားနင်းတက်ပါမလားဘိုက်ကလေးအိုးစီးကန်းနဲ့နင်းနေအန်ရမရှိပါဘူးဗျာစိုက်ကားကရောရှာမလားတငင်ချင်းတွေအကူအညီနဲ့စိုက်ကားပါရှာမယ်လိုင်စင်လဲသူတို့လုပ်ပေးမယ်အားလုံးအဆင်ပြေပါရဲ့ဆရာတော့အေးလေစမ်းကြည့်ပေါ့ကွာမသေးနဲ့လဲအိမ်နဲ့ဈေးနဲ့အိမ်ယူလာရှက်ဖောက်ရင်အချိန်တွေကုန်လုံးခဲ့ရတယ်မချောကမသေးမြင်ပြန်လာတာနဲ့ရှောင်းလာစနေလန်ခင်းမို့ငွေတော်ဝက်လာလူခံချက်အပေါ်ကိုလေသူမနင့်နာမပူတတ်ဘူးဘာမှမဖြစ်တရားစကရောဖော်ရောလုံးနိုင်ပုံကိုကျွန်တော်အံ့ဩမိရဲ့မိမမာယာလာမြို့သူမာယာလာဒီနေ့လဲမချောကဘာတွေစကားတွတ်ထိုးနေတယ်လဲမသိဘူးမသေးမြင်မှာညနေခင်းဈေးပြန်ထွက်เสียရှိလို့ညနေစာဖို့ကမန်ကတန်ချက်ပြုတ်နေရတယ်ထို့ထဲမချောစကားကိုနားထောင်နေရတယ်ကြံလန်ပြောရတယ်မသေးမြင်စိတ်ရှိမှမဟုတ်ပါဘူးမသေးမြင်အကြောင်းကိုကျွန်ုပ်ကသိပြီးသားကြုံတိုင်းမှာဆိုရင်ဒူမဝါဝါလှုပ်လိုက်တော့မယ်ခဏကြာမချောပြန်ထွက်သွားတာကိုတွေ့ရတယ်ကျွန်တော်လည်းအမတ်မထင်ကြည့်လိုက်မိရာမချောလက်ထဲမှာပလင်းတစ်လုံးကင်သွားတာကိုတွေ့လိုက်ရှာတယ်မရှိမနှောင်းမင်မသေးမြင်ကျွန်ုပ်နားကိုညနာမตายာဖြစ်ကတ်လာတယ်ခတ်တော့တာပဲကိုတော့ရဲ့နင်တော့တိတ်စိတ်ညစ်တာပဲ4000ပေးလန်းချင်တယ်ဟေးဘာဖြစ်လို့လဲမြင့်ရဲ့ဈေးရောင်းရတာအစင်မပြေလို့လားအိုးမဟုတ်ပါဘူးရှင်မချောပေါ့ဟေးမချောကဘာပြောသွားပြန်ပြီလဲပြောသွားတာမဟုတ်ဘူးချေးသွားပြန်ပြီဟမ်ချေးရပါလေငွေလားငွေတော့မဟုတ်ဘူးဒါဖြစ်ပါလေစီလေးစီအော်မြင်ရဲ့ကျွန်တော်လေးယခုမှအလုံးကြီးကျသွားရတော့တယ်စီချီးတာပဲမြင်ရဲ့တခါတရံမင်းဟာချီးပေါ့ပြီးတော့အပေါ်ထက်အောက်ထက်ပဲဟာအဝေးကြီးကျနေရတယ်သူချီးသွားပြီးတော့ပြန်ပြီးမှာပေါ့ကုညီတန်တဲ့ကုညီပါကွယ်အမေကိုတို့ကပတိပဲရန်ပြောနေပြန်မင်းစီချီးစံချီးငန်းပြကြီးချီးဘယုတ်ကျက်တုံချီးနဲ့တခါတရံမဟုတ်ဘူးမကြခဏချီးနေရပဲဟေးဟုတ်လားဟုတ်ပါပြီးတော့ချီးတာမှန်တယ်၍တခါမှပြန်ပြီးတာမဟုတ်ဘူးဟီးမချောတာဈေးမသွားအောင်လားသွားတာဘောရှင်သွားပြီးပြန်ဆက်တာမှမဟုတ်တာဟီးဒါအမှန်မဲလားဟုတ်ပါရှင်ကျမကတူချီးတိုင်းပေးနေတာအခုတော့သူကချီးတာမဟုတ်ဘူးရှင်တက်ကိုငါအိမ်ရှင်ဆိုပြီးအနံ့ချင်းတယ်လို့ဖြစ်နေပြီနင်ကပြန်မတောင်းဘူးလားဘယ်နေလိမ့်မလဲတောင်းတာဘောရှင်ဟီးတောင်းမော့ပြီးရောလားဝေးသည်ခြေုံကတော့မျက်နှာကတကားကိုလူးနေရပဲတောင်းလေတောင်းရောမျက်နှာမကြည့်မသာဖြစ်ပြီမသိနေတို့ကအပေါ်ချက်အောက်ထက်နေတဲ့ဟာပဲသစိမ့်တွေကြနေရပဲပြီးမယ်ဈေးကပြန်လိုက်ပြီးမယ်ဆိုပြီးစောက်အောင်ပြန်သွားတယ်ရှင်ပြီးတော့ပေးလည်းမပေးဘူးဟမ်ကျွန်တော်မှပါစက်အဟောင်းသားနဲ့ကြင်ရိတ်ခဲ့တယ်ဒီနေ့ကမကောင်းပါလားနောက်3ရက်ကြာမှမချောစာပြောင်ပြောင်လက်လက်အိုးလိုတခုကိုကိုင်ကရှောင်းလာပြီးဘီးဘိုထဲကိုတန်းဝင်သွားတယ်ကျွန်တော်လည်းစိတ်ဝင်စားတော့နားဆွနေမိတယ်မမကြီးမနက်ကပဲကျမယောက်ျားဂျပန်ကနေဟင်းပါအိုးပို့လိုက်တယ်ရှင်ဒါကြီးလားဟုတ်ပါရဲ့ရှင်အသားတွေဒီတေးထိပ်ပေါင်းရင်တိတ်နူးညံ့တာပဲအိုးဟုတ်လားကောင်းလိုက်တဲ့အိုးကြီးရှင်
ပြောင်းလိုက်တာလက်ကိုထနေပါလားအဲ့ဒါမမမြင်ကိုအဖော်ဆက်မလို့ညှိရင်တော့ဘလို့နေတယ်လဲမသိဘူးကျွန်တော်ရေထဲမှာတော့ဒင်းကနေအလုံးကြီးကတက်ဆောင်လာတယ်မချောဒင်းပါများတင်စီအုံးမလဲလူပေါ့ဒီအိုးကြီးနဲ့ဝတ်သားပေါင်းစားရအောင်ကျမကအိုးဆိုင်မယ်မမနှင်ကဝတ်သားဆိုင်ပေါ့တပိတ်တာလာဝဲပေါ့တယောက်တော့ဝဲမျှစားကြတာပေါ့မကောင်းမလားဟင်ဟိုမသိနေကရှုပ်ချီးမှုငင်းချက်ဘယ်လိုထုတ်ရမလဲမသိဘူးကျွန်တော်လည်းခံပြင်းသွားတယ်ပိတ်နေသူကဘာမှမကုန်နဲ့ဟာအိုးဆိုင်မေးတယ်ကျွန်တော်ကဝတ်သားတပိတ်တာ300ကျပ်လောက်ဝေးခေါ်အောင်မယ်မသိမြင်ရောင်ရမ်းခေါင်းနှင်းမိမှာစိုးရင်ပြီးတော့ကျွန်တော်လည်းလင်းမြင်စွာထားရတယ်ဝုန်းကအသက်တော်မမမြင်ဒီလိုတန်မိုးရှိရဲ့ပိုးနဲ့ချက်တာကိုဝုန်းဖြပြစားရမယ်ဆိုတာမမမြင်တို့နေတဲ့ကုတုတ်တယ်မဟုတ်ဘူးဟမ်လာချေသေးကျွန်တော်လည်းမျိုးချောင်ဝမှာရက်တက်ပြီဟိတ်နေတို့ရီဒီဝါရင်းမှာတက်လို့စားကြတာမိနေအောင်ဝင်နော်မြင်လဲကျွန်တော်စကားတန်ကြားမှာငုံမဲ့နဲ့ဖြစ်နေတဲ့သူမမျက်နှာမှာရှုပ်တရဲ့ထွက်ပေါက်ရတယ်လို့ဖြစ်သွားရှာပြီးဝမ်းလက်သွားရှာတယ်ဟုတ်ပါမချောရီကျမတို့ကဒီဝါရင်းတက်လို့ရှင်အော်ဟုတ်လားကောင်းပါလေရှင်ကျမတို့ကမတည်ခင်စားရတာအသားတော့မရှောင်နိုင်ပါမချောလဲအခြေအနေမဟန်လို့စကနင်းထားရဲ့ခါချီတန်ပြင်းပြင်းနဲ့ထွက်ခွာသွားတယ်မသိမြင်ကတခွိခွိဖြစ်ရီလို့မဆုံးတော့ဘူးကောင်းတယ်ရှင်ကိုတို့ကပြောနိုင်လို့ကိစ္စပြတ်သွားတာတော်တင်စီးရင်မချောတနေ့မနက်ခင်း၄နာစာမသိမြင်ကရေအိမ်ထဲမှာထွက်လာပြီးဘိုက်ကလေးကိုနှိုးနေတဲ့ကြားရတယ်ဟဲ့ဘိုက်ကလေးထဆန်အိမ်သာတင်းမှာနင်းပစ်စီလားဟင်ဘာကြံခဲလို့လဲမမမြင်ရဲ့အဖိုးတန်ပစ္စည်းမဟုတ်ဘူးဟဲ့အိမ်သာထဲမှာရေမစိပဲထားရနေမဟုတ်လားဟာဗျာဘယ်နဲ့စိုးစီဆွဲအိမ်နေရဗျာတညလုံးအိမ်သာတစ်ခါမှမတက်ဘူးဟုတ်လားအေးဒါဖြစ်အိတ်နေမဟုတ်ရင်ဒင်းလက်ချက်နေမှာပဲငါကလူကြီးတန်မဲ့ဒီလိုမနစ်ပတ်တန်မိုးလို့ထင်နေရတိကျရောပေါ့ကျွန်တော်လည်းအဲ့ရထဲမှာနေပြီးအားလုံးကြားနေရတယ်ဒင်းနဲ့ဘယ်ဒင်းတော့ဟုတ်ပါအိမ်သာထဲကိုဝင်ပါပြီးရေမစေးရဘာတူတော့အေကန်ကဘက်ကလေးမဟုတ်ရင်နှင်းပေါ့ဒီမိန်းမတွေ့ပစ္စည်းတို့စိတ်မချကြလို့အကွက်ထွင်နေပြီထင်တယ်တက်လဲတက်နိုင်ပါပဲဒီလိုကျွန်တော်တောင်းဤစဉ်းစားနေရောကျွန်တော်ခေါင်းမှာပုကနေခန်းစားလိုက်ရတယ်ကဲဟာအမလီတော့ကတွတ်ပြီမတင်းနေခြေလောင်နဲ့အတန်ပြေစောကျွန်တော်ရုပ်ခနဲ့ထားရလိုက်တယ်အာလာနာလိုက်တာကျွန်တော်ဘာသာကျွန်တော်အိပ်ပျော်နေတာဘာကြောင့်ပေါင်တွင်းကျိုးကိုဆွဲနေရတယ်လေနှီးရဲ့အမရှင်ပြရှင်ဖုံးကွယ်ချင်လို့အိတ်ချင်အောင်စောင့်နေရမဟုတ်ဘူးလားဟေးကျွန်တော်ကဘာလို့မိလို့တော့ဟိုအိမ်သားတွေကအပုံကြီးကရှင်အပုံကြီးမဟုတ်လို့ရှင်ဖေရဲ့အပုံကြီးလားဟေးကျွန်တော်ဖေဦးတဲပြီးစိုးခဲ့ပြီဟာဘင်းနဲ့သူကလာပုံနေရတော့ကျွန်တော်ကရေးရဲ့လူရင်းမရောက်ထော်လုံးတော့နေရှာသေးတယ်ဤပုံကြီးရှင်မျက်စိမဟုတ်ဘူးလားဟေးမဟုတ်ဘူးအလိုတော့ဒီအိမ်မှာရှင်ရဲ့ဘိုက်ကလေးရဲ့ကျမရဲ့ပဲရှိအားရှင်မဟုတ်ရဲ့ဘိုက်ကလေးမဟုတ်ရဲ့ဘသူကြမှာတော့ကျန်တဲ့လူပေါ့အောင်မရှင်ကကျမကိုဆွဆွဲချင်တာလားဘဆွဆွဲရလားဦးကျန်တဲ့လူပြောတာဟမ်မထားလိုက်စမ်းပါကတော့ပြီနင်တို့ကတောသူပေမဲ့အစက်အတန်းနဲ့နေတက်တဲ့သူဟာရှေ့ဟုတ်ပါလိမ့်မယ်သူအဖြိုဘဝတုန်းကခြုံပြီးမှထိုင်းနေတာကျွန်တော်တွေ့ဘူးပြီသားကြည်တော်သူမြင်ဤတဲ့ဓာဖြစ်ညင်မဟုတ်ဘိုက်ဖလီမဟုတ်ကျွန်တော်မဟုတ်ရင်ဘသူဖြစ်မလို့တရေလားတစေလားဝိညာဉ်လားဆရာတော့မဟုတ်မှလွယ်ရောကျွန်တော်ထင်တာသူတို့ပဲဖြစ်မယ်ဘိုက်ကလေးကလက်မျိုးကိုအပေါ်ထိုးပြီးကျွန်တော်နာတက်ပြောတယ်ဟေးဟုတ်ပါမလားကွာသူတို့မှလည်းအိမ်သားတလုံးတက်ရှိနေရပဲအိမ်သားတွေအတွက်အိမ်သားမှာလာတက်ပါမလားဟာပြောမရဘူးဗျာသူတို့အိမ်သားကအဟောင်းကျွန်တော်တို့အိမ်သားကအသက်14ဆရာတို့ရဲ့ပြီးတော့ကျွန်တော်တို့အိမ်သားလာတက်တော့သူတို့ရှိခက်ရန်တက်တာပေါ့ဟာရှိခက်ရရုံနေဘေးဟုတ်ပါမလဲရေလောင်းတာတော့လက်ညောင်းမခံချင်လို့အခုလိုပြဿနာဖြစ်ရတာပေါ့ဟဲ့ကျွန်တော်တရက်နှစ်ရက်တော့စောင့်ဖမ်းမယ်ဗျာမသေးမြင်လေချင်းဆောင်ဖက်ခွာသွားပြီးအိမ်သားကိုရေလောင်းချတဲ့ကြားနေရတယ်ကျွန်တော်လည်းကြုံတဲ့ရှော်မှာလွတ်လပ်ချင်တိုင်းလွတ်လပ်နေတဲ့အိမ်လေးကိုသာလွှဲဆိုနေရပါတော့တယ်ဘိုက်ကလေးကစိုက်ကားနင်းနေချေပဲသူတငယ်ချင်းတန်ညောင်းဆိုတဲ့တငယ်ကစိုက်ကားအုံမှန်ထံမှာတောင်းဝင်ခံယူပြီးတယ်
စာနင်းတဲ့ရက်မှာပဲ100-200ဝန်းကျင်ရပါတယ်ခေတ်ကြီးမှာ300ပေးရတယ်လို့ဆိုပါတယ်ခေတ်ကြီးမပေးပါကခေတ်ကဝင်ပြီးတော့အနည်းမခံဘူးလို့ဆိုပါတယ်ဘက်ကလေးကအတော်မင်းကျွမ်းကျင်နေပြီဘက်ကလေးကတောမုတ်ဆိုဘဝကိုတတိမှရပါလိမ့်စားသူ့မှာအလှပါတို့ရှူဝေးရမျိုးပြဝင်းကျင်မှာပွေလျော်နေပြီဖြစ်ပါတော့တယ်ကောင်းလေစွာဘိုက်ကလေးရှာလာတဲ့ငွေကိုညာရိုက်မသိနေတာတိတ်နေဟဲ့ဘိုက်ကလေးဒီနေ့နင်းလာကြည်လား200ရဲအေးလေပုံမှန်တော့ဘေးရပါမလဲမမခင်ရဲ့အုံနာကားကလည်း60ပေးရသေးရဲ့ဟဲ့ဒါစီကစိုက်ကားသမားမိန်းမတွေမေးကြည့်တော့သူတို့ယောက်ျားတွေကတနေ့ကို300ရကြရဲဆိုပဲဟာမတူဘူးဗျသူတို့ကဝါရင်တွေပြီးတော့စိုက်ကားမှလေလိုင်းဆက်အနေနဲ့အနက်ရှိသေးရဲ့လိုင်းဆက်အနက်ကမင်းရတကနင်းလို့မရဘူးကိုမျိုးနေကကြော်တာနဲ့ဖမ်းတာပဲလိုင်းဆက်အနီကမှနေကြော်နင်းလို့ရတာပြီးတော့စပုတ်ပြစ်တို့ဘာလို့ဝယ်ထက်ရသေးရဲ့ဗျမမပင်ကလည်းဘာမှနားမလည်နဲ့အေးလေနေမကတ်ထိုင်ပြီးရပဲမသိနေတာလေကွာသူ့ခမညာလူပြိုလူရွယ်လေးသူ့သုံးမို့လေထားပါစီအောင်ရုပ်ပြကအတိုင်းထွာနဲ့သုံးပါရှင်ကမိဖို့ချောင်းတဲမှာဝေမချိတာပြီးဖို့ချောင်းစရိတ်ရှင်ပြီးကြရင်တက်တောင်တည်မယ်မိမနဲ့ယောက်ျားမိမကအသက်တူမယ်ဘာကြောင့်လဲဆိုရင်မိမကဈေးသွားရလို့ကျွန်ုပ်ကအိမ်ဆောက်ကြံကြံနေရလို့ပြင်းလာတယ်ဘိတ်ဆွေတင်ငါဟာလည်းမရှိလို့အပြင်ကိုထွက်ခဲလာတယ်ကားချက်ချင်းတံကိုကျွန်တော်မခံနိုင်ဘူးတချို့မိမတွေကျွန်ုပ်ကကားချက်လို့ရှောင်မရရှားမရထိမိရင်မျက်စောင်းတထိုးထိုးနေရေယူတက်တည်းရဲ့အဲ့ဒီလိုအထင်မြင်သေးတဲ့မျက်လုံးထံကိုကျွန်တော်ယုံမုန်းတယ်ထိုကကျွန်တော်မှရှင်နှွေးမှတလိမ့်ချိန်တက်လာတဲ့ဒေါသနဲ့အတူတောရွာမှာလေကျန်းကြီးကိုတတိယမိတတ်တယ်လေကျန်းစီရရာကလွတ်လပ်ပေါ်ပါလာတယ်တွေးချင်ရတွေးညီးချင်ရငွေအတားစီမရှိဘူးအနောက်ရှက်မရှိဘူးပုံကောင်းမဲ့သူလည်းနှက်ထီမျိုးပြမှာတော့အဲ့လိုမဟုတ်ဘူးဘတ်စကားပေါ်မှာကျွန်တော်မြင်ခန္ဓာကိုယ်ကလည်းတောင်းတောင်းတနေခန့်ခန့်ညာညာအဝိစားမှလည်းထထဝဝ၎င်းပုဂ္ဂိုလ်တွေကတေးလီပိညက်ပြီးညစ်သေးတဲ့အဝိစားလုံးဖြစ်တစားဆဲထားတဲ့လက်မဲ့ရောင်လူကလေးရဲ့အော်အငေါက်တို့ကိုခွန်းတော့မပြတ်ဝေးရှာဘူးခေါင်းငုပ်ပြီးခံနေကြရတယ်ဟေးလူကြီးအပေါ်တက်မှာလားအဲ့ဒီချီနှင်းခုံမှာမရိပ်ရဘူးကားစိတ်နေရပဲဘလောက်ကြပြီလဲတက်ဆန်းညာတက်ဆန်းတိုက်ပေါ်အင်ဂျီမဲကြီးနဲ့ထေဝါတဲ့ပုဂ္ဂိုလ်ကြီးမှာအပေါ်တက်ရလမ်းရှာနေရပါတယ်ဟိုလူကြီးရောရှေ့တိုးမှလားနောက်ဆုံးမှလားရှေ့မတိုးနောက်မဆုပ်ချင်ရှေ့မတိုင်မှစိန်၎င်းလက်မဲ့ရောင်ပုဂ္ဂိုလ်ကအတော်ဩဇာညောင်းလာမှလားကြောရဆိုရကြက်တဲ့လူကက်တွေပါတယ်ရက်ဆိုရင်ရက်တန်ထားကျွန်ုပ်ကတောရွာကိုသာနွမ်းလာတယ်တောင်တောင်ဤတွေးနေစေအိရှင်တို့ဟင်အလူခံများလားကျွန်ုပ်လည်းရင်ထိတ်သွားတယ်ဒါပေမဲ့အလူခံမဟုတ်လို့တော်သေးတယ်ချံပေါက်ဝမှသူငယ်ကစာရွက်တရွက်တိုင်ကလက်အော်နေရဲ့ဖြိုးဦးလေးစီမင်းတရားကို45ကျက်လာယူတာပါအပေါ်ထက်မှာမချောလို့တယောက်မှမရှိဘူးဒီနေ့တလိမ့်ဆက်ဥယျာဉ်ကိုသွားမယ်လို့သူတို့မှားသွားတယ်ကျွန်တော်လည်း45ကျက်ယူပြီးစာရွက်ကိုလက်ခံထားလိုက်တယ်ညနေကျမချောလို့ပြန်လာတယ်ကျွန်တော်လည်းနေ့လေကစာရွက်ကိုပေးပါတယ်မချောရင်စီမင်းတရားကိုနဲ့45ကျက်ကိုကျွန်တော်စိုက်ပေးထားလိုက်တယ်ဟုတ်ကဲ့မချောကစာရွက်လမ်းယူတယ်ကျွန်တော်ကငွေပေးမလားစောင့်တယ်မပေးသေးဘူးတလိမ့်ဆန်ရုံမှအကြောင်းတွေကိုရှုံရှုံဝေပြောပြတယ်ဟဲဥတုပီတလိမ့်ဆန်ရှုံမှလေတက်စီဟာရှင်ကလအိုကြီးကိုလေအထီးကိုတုတ်ပြီးလို့အမိပေးထားပြီးအမကိုသိမြင်လို့အမီပိတ်ထားရင်ရှင်ဟုတ်လားဟုတ်ကဲ့အဲ့ဒီတုတ်ပီဆိုတဲ့ကောင်ကြီးကတုတ်ပီလက်မြောက်ပြစမ်းဆိုရင်မြောက်ပြတယ်ရှင်မချောကသူ့တလိမ့်ဆန်ရောအတွေ့အကြုံကိုသာပြောနေတယ်ကျွန်တော်လည်းရွေးဆောင်နေတယ်ဝေးကြမပေးသေးဘူးဒီလိုနဲ့ရှိုးဝေအောင်15မိနစ်ပြောပြီးနောက်အပေါ်ထက်ကိုတန်းတက်သွားတယ်ဝေး45ချက်ကမပေးရဘူးကျွန်တော်လည်းအားနာလို့မတားမအောင်အေးလေမောက်ရမှာပေါ့တရက်စောင့်နေမလို့ဘူး2ရက်ကြာလဲမလား3ရက်မြောက်တဲ့အချင်းကြီး4ရက်ကျွန်တော်ကျွေးမိတိုပြီးမသိမြင်ကထန်ရပေါင်းများလို့မကျင့်နေဘူးတောင်းမယ်ရှင်ကြည့်ွယ်ကျွန်တော်ကအားနာတတ်တော့လူတွေကအားနာမှုကိုအခွင့်ကောင်းယူကြတယ်တနေ့မချောအောက်အစင်းလာညီကမချောရီ
ဟိုနီးကစီမင်းတိုင်းရခွန်လင်းပေးပါအောင်ဈေးဟိုးလူနေလို့အော်ဟုတ်သားပဲမိလို့မချောကထိုခါမှစိတ်မပတပါဖြစ်ပတ်စံအိတ်ကိုဖွင့်ကငွေထုတ်တယ်ပေးပြီးနှုတ်ပင်မဆက်ထွက်သွားတယ်၎င်းကကျွန်ုပ်မတောင်းရင်အမိခံနေတတ်တဲ့ဂိမ်းမင်ဖြစ်ပါတယ်တချို့လူတွေကအာမနာတတ်ဖို့ကျွန်ုပ်တို့လိုလူမျိုးကြတော့ဝီသူများကိုပြန်ဆက်ရမယ်ဆိုရင်နေလို့မထျောက်တော့ဘူးအနေအာနာနေတတ်သူမျိုးပြကလူဆုံးတယ်လို့ဇရိုက်စုံတယ်ဒီလိုနဲ့နောက်တစ်ချိန်စီမင်းသားရခွန်လာတော့မချောလိုဝေမရှိရဲ့ဝေဆိုင်မပေးဝင်တော့ဘူးစာရက်ကိုသာလက်ခံယူထားလိုက်တယ်ရုံးကိုဝေလာဆောင်ပါ၎င်းစာရက်ကိုမချောကိုအရာမချောကရှင်းတွေ့တယ်အိုးဥတုပီတို့ကလည်းငွေဆိုင်ပေးထားလိုက်ပေါ့ရှင်အခုတော့ရုံးထိလိုက်သွားရမယ်အလကားအလုပ်ရှုပ်တယ်ဟုတ်ပါဟာမမရင်ဝေမယ်ဒီကပြန်ပြီးမှာပေါ့ဝေကမသိနေစီပါသွားလို့ပါခွဲမချောတို့တားမိကစောင့်အောင်ပြီးအိမ်မော်တက်သွားတယ်အဲ့ဒါကိုသာကြည့်လို့မိတ်ဆွေတချို့များငွေဆိုင်ပြီးတော့လေအမိခံမဆိုင်ပြီးတယ်တော့လေအမုန်းပွားကျွန်ုပ်ကရန်ကုန်မှာအိမ်ငါဘဝကိုစိတ်ကုန်လာတယ်ကျုံတိုင်းရွာမှာနေအိမ်လေးကိုပဲလွမ်းလာတယ်ဒီနေ့ကံမကောင်းပါလားမနေ့၄နိုင်ခန့်ကျွန်ုပ်လည်းနှစ်ချိုက်အိပ်ပြုံနေရမှဆူဆူနေနေအတန်နေကြလန်လို့ကြရဲဖြစ်မိပြီဒါဘာလို့တာလဲအမေကြီးဟော်ရီမှာကျမအိမ်နာတက်တောင်လာချောင်းနေကျွန်ုပ်လည်းလူးလေးထပြီးအိမ်နောက်ဖက်ကိုဝင်နေဘချောလဲကမန်တန်ဆင်းလာတယ်ဘချောသမီးအပြိုပေါက်ကငိုရှိုက်လျက်ဘက်ကလေးကခါထောက်ရှင်းနေတယ်သမီးဘာဖြစ်လို့လဲဟော်ရီလူကြီးကသမီးအိမ်နာတက်တောင်ကြည့်တယ်ဟေးဘလို့လောက်တာလဲကိုပိုက်ကလေးမချောသမီးကိုတေးချမိပါအောင်ကောင်းပါလေမှန်မှန်ဖြေနော်နေအိမ်သားကစင်းချင်းမီးတာငါမဟုတ်လားငါအတန်မထွက်မချင်းနင်တိရမသိဘူးမဟုတ်လားဘာမင်းရလဲမချောသမီးပဲမေးပါအောင်ဘယ်အိမ်သားကိုတက်တာလဲလို့မချောသမီးကဘာမှမပြောတော့ဘူးအိမ်ပေါ်ထက်ကိုတက်တည်းရဲ့မသိငင်ကထိုခါမှသူတို့အိမ်သားကိုမချောတို့သားသမီးများကခိုးတက်ကြအောင်ရေတခါမှလမ်းမချခဲ့ကြအောင်ဒါကြောင့်ဘိုက်ကလေးကချောင်းဖန်ကြောင်စသဖြင့်ရှင်းပြတယ်လက်တွေ့ပဲအင်နာရီကိုခေါ်ပြတယ်ကြည့်တိချာကြည့်မချောကတက်တေခံများနေမှုဘိုက်ကလေးကိုတောင်းပန်ကသူဆုံးမပါမယ်နောက်ကိုအင်နာကိုပဲကိုတက်ပါစေမယ်လို့ကတိပြီးကပြန်တက်သွားတယ်ထိုးစမ်းပါပြီးမျိုးပြဒလိရဲ့ဘာလို့နဲ့မချောတို့အိမ်မှာကျွန်ုပ်တို့ငှားနေကြတာကတနစ်ပင်ပြည်ကနေပြီမချောတို့ကကျွန်ုပ်တို့ရဲ့မိဖို့ချောင်းကိုအပေါ်ထမ်းမှချောင်းကြည့်ဖို့ရတယ်ကျွန်ုပ်တို့စက်သားချိန်ဖြစ်ကြီးမြင်ဘိုင်းချက်တုံးအော်မမောပါလားလာလေမမောကမချောရဲ့သမီးနေဖြစ်တယ်စက်သားကွယ်ဟေးဟီးပေကောင်းပါလားအတော်ပဲပြိုမိမိကစက်သားဟင်းချက်မကြွေးတာကြပြီမမောကစက်သားဆိုတိတ်ကြိုက်တာကြီးမီရရှာပါလေကွယ်ကြက်ရင်ကြီးတစ်ခွက်ပို့ပေးပါမယ်ဟေးအာနာစရာမမောကလေထိုမိကောင်ပေါက်မောက်ကအဲ့ဒါလိုယူတယ်လို့ဘောတယ်လို့ပြောပြီးပြန်သွားတယ်မနေနိုင်သူကမသေးမီဟင်းတစ်ခွက်ပို့ပေးရတတ်တယ်စက်သားဟင်းချက်တိုင်းပြီတယ်နော်ဒိဗ္ဗစက်ကူရရထလဲဆရာတော့မချောတို့အိမ်မှာစက်သားချိန်ရောဒီယိုလာပို့တက်လားဝေးဒီအိမ်နောက်ကအင်းရှင်ကိုညနေလိုညနေရလုံနေရတာကွာဘိုက်ကလေးရစိုးတဲ့အင်္ဂါရောမရှိဘူးလားဗျဟာရှိတာပေါ့လူတွေပဲတချို့အိမ်သားကမစင်းတော့လို့ရုံးရောက်ခဲ့ရောက်ယောက်ျားရတယ်လေရှိတယ်ဟုတ်တယ်ဆရာတော့ကိုတန်ချောင်းပြောမှုတာတချို့အိမ်ရှင်ကအိမ်ပြန်ဆောက်ချင်တာအိမ်သားကိုဖယ်ခိုင်းတာမရလို့ငွေပေးပြီးတော့ဖယ်ခိုင်းရတယ်ဆိုပဲအိမ်သားမကောင်းရင်လေအိမ်ရှင်ကဒုက္ခဒုက္ခကြီးအိမ်ပေါ်တင်ထားမိတယ်လို့ဖြစ်နေမှာပဲဆရာတော့ဒါပေါ့ဒါမျိုးမှလက်ချိုးတို့ကကြိုက်မှာဒါပေမဲ့အိမ်သားနဲ့အိမ်ရှင်မှာအိမ်ရှင်နဲ့မျက်နှာပဲအိမ်သားကကြည့်နေရတာအလိုလိုက်နေရတာရပါတယ်ဗျာဟာဒါကတော့အားနေသူနဲ့အားသာသူကိုကွာမိရမှာတရားလာပဲဘိုက်ကလေးကမစိုးပါဘူးညံ့တာတွေးတော်တက်ပါတယ်တောပြော်မိုးစိုးနှစ်ယောက်ကယူပြရဲ့ဝေးကြီးရဲ့ကြားမှာပြုတ်တုံပေါ်တုံကုခတ်နေရစေတနေ့မှတော့မသိနေနင့်နာမသားမယားနဲ့ပြန်လာတယ်ရွှဲလာတဲ့ဘန်းထဲမှာဟင်းရွက်တွေကမကုန်သေးဘူးခီးနင်ပြန်လာတာစောလာချေလားဈေးရမကောင်းဘူးလားနင်ကဈေးတောင်းကိုပြစ်ချလိုက်တယ်ရှောင်းမကောင်းလို့မဟုတ်ပါဘူးရှင်ဘယောင်းရတော့လို့ဟေးဘယောင်းရတော့လို့အသားကိုပိတ်ပင်နေဆိုထားပါတော့
အတီးရွက်ကိုမရောင်းရဘူးလို့ပိတ်ပင်တာဘာဖြစ်လို့လဲ။အိုးအခုပိတ်တာဟီရွက်ကိုမဟုတ်ဘူးလူကိုလူဖို့ဟေးလူကဘာများတွားလုံးလို့လဲမရောင်းရကန့်နေမြေမှာရောင်းလို့တဲ့ဟေးအဲ့ဒီကန့်နေမြေမှာရောင်းတာမြင်တယောက်ထဲလားဘေးကဟုတ်ရမှာလေတစည်းလုံးရှင်ဟေးတစည်းလုံးကမရောက်ရနေမြေတွေရောက်နေပြီအယောင်းသက်မဲ့နေမြေကဘာဖြစ်ကုန်လို့လဲချောင်းကြလို့ဟီးဟုတ်တယ်လေဈေးဆိုင်တန်းကဈေးထင်းမှလည်းချထားတာဒါပေမဲ့ခေါင်းရွက်ပြတ်တို့ဈေးတွေကဈေးလမ်းဘေးနဲ့ဈေးပြင်ဖက်မှာပဲချရှောင်းနေကြတော့ဈေးဝယ်သူတွေကမီးရံခါပဲကောက်ဝယ်ပါကြတာပေါ့အဲ့တော့ဈေးတန်းတွေကစိုက်ပိုင်ရှင်တွေကမရောင်းရတော့ပေါ့တိုင်ကြတယ်ချက်မာတွေအခုအပြင်ကျန်းကလူတွေရောင်းခွင့်မရှိတော့ဘူးခက်တာပေါ့ကွယ်ကျွန်တော်လည်းတပြင်းချမိတယ်မသိမြင်လေခြေပြက်လက်ပြထိုင်ချမာတယ်မသိနင်ကတောတူယူရန်ကုန်သူများလို့လေလေပက်ပက်စီးပွားမရှာတတ်ဘူးကြောက်လဲကြောက်သက်ရှာတယ်ဒီလိုနဲ့သူမကထိုခါမှစပြီးဘယ်တော့ခါမှဈေးမရောက်တော့ဘူးဘိုက်ကလေးစိုက်ကနေရမှာရတဲ့ငွေကလေးနဲ့တာကျွန်တော်တို့တိုးရုံရဲ့ဘဝကိုရှိုင်းနေဖြစ်မလဲပြိုစီရင်ကြားတန်နေရတယ်နောက်ဆုံးမတက်တာတဲ့အဆုံးမသိငင်ကကျွန်တော်တို့အိမ်သာဦးမှာလှုပ်ထားတဲ့ရွှေဆွဲကြိုးလေးကိုရောင်းချလိုက်ရတယ်ယူထဲမှာရွှေဆွဲကြိုးရောင်းပြီးကျွန်တော်တို့ပြန်လာစဉ်ကစိတ်မကောင်းစရာအဖြစ်တစ်ခုနဲ့ကြုံတွေ့ရတယ်၎င်းကကျွန်တော်တို့ချမ်းမှာအဝင်အပေါ်ထက်မှလန့်အောင်လိုက်တဲ့အငြိမမမော်ရဲ့အတန်ဆဆာကိုကြားရတယ်ဟဲအမေကြီးလာကြည့်ပါအောင်မြင်ဆွဲကြိုးပြုတ်သွားပြီတွေ့လားကျွန်တော်လည်းမှန်တက်မိသွားတယ်မသိမင်ခမရမာလေးရှောင်းရမ်းပြီးသူမရှင်ဘက်ကိုကြံစမ်းမိလိုက်ရှာတယ်အပေါ်ချက်ကိုမောကြည့်လိုက်တော့တနခါလေးနေရမှထားပြေးလာဟန်တူတဲ့ထမိန်ရေရှားနဲ့မချောကိုတွေ့လာရတယ်ဒီလိုပဲဖြစ်ရမှာပေါ့ကျွန်တော်ကဒေါသထောက်ကနေထွက်သွားတယ်မသိမြင်အဖို့မှာစိုးပွဲရမရှိတော့ဘူးကျွန်တော်လည်းမြင့်ကိုဆွဲခေါ်ခဲ့ကဖြောင်းဖြန့်ရတယ်ဘယ်နဲ့လူတွေလည်းမသိဘူးနော်ရိုင်းပြလိုက်တာမြင်တာသူတို့မှာဘာဝစားလဲတခါမှတော့တတိထားမကြည့်ဘူးအခုတိစံမြင့်ဆွဲကြိုးရောင်းလိုက်တာနဲ့ချက်ချင်းကိုတိရောအပ်မှာရဲ့ဒီကံမှာကွယ်ကျွန်ုပ်ကအမဲဖြစ်ချင်းကအပေနားနိုင်တယ်လို့ယူဆပြီးမြို့ပြမှာတမန်အာစီဝါဖြစ်လောက်ကင်စားတောက်ရှာအန်လို့တက်လာရတော့ရှခုလိုအဘိဇာများပွားနေရလို့၎င်းခံခြင်းဒေါသစိတ်တွေကအပေဆက်ကွင်းမှလွတ်ပြင်းနိုင်မယ်မထင်ပါဘူးဒီနေ့ကမကောင်းပါလားမွေးပူရန်ကင်းမအောင်ဆိုသလိုဘိုက်ကလေးခင်ဗျာသူ့ဆိုင်ကနေကျော်နေမိလို့အဖမ်းခံရတယ်ဒဏ်ငွေဆောင်ရတယ်နောက်ရက်အုံနာကဘိုက်ကလေးကိုစိုက်ကမပေးတော့ဘူးလို့ဆိုပါတယ်နေမရှောင်းလာတဲ့တူဆွေမျိုးကိုမပေးမကောင်းဘူးလို့ဆိုလာလို့ဘိုက်ကလေးအလုံးလက်မဲ့ဖြစ်ခဲ့ရတယ်တူတငယ်ချင်းတန်ချောင်းဆိုသူကအိမ်ထိလိုက်လာတယ်စိတ်မကောင်းကြောင်းပြောပြတယ်ဘေးတက်နိုင်မလဲကွယ်ကန်စီမဲရပေါ့ကျွန်တော်တို့လည်းအလုံးလက်မဲ့ဘဝဖြစ်ကြာရှည်ရက်တီဖို့မလွယ်လှဘူးဘာလို့ကြမလဲတိုင်မီရလုံးလုံးခေါင်းမဲ့ထောင်းလို့ပြီရွာပြက်မလားဝိုးရွာကလူတွေကညင်တို့တတိဖြစ်နေပြီထင်ထားတာပြန်ရမှရှက်တယ်ချိုးစားပြီးတော့နေကြရအောင်ဘိုက်ကလေးကတော့ဘာမှမပြောဘူးမချောတို့ကတော့ကျွန်တော်တို့အချင်းလေးကိုအကဲခတ်နေမှုရှားတယ်ကျွန်တော်တို့ကအစင်မပြေရကြတဲ့အထင်သေးရဲ့မျက်လုံးများကိုရန်ဆိုင်ရလေးရှိလို့စိတ်ညစ်မိတယ်ရန်ကုန်မှာတွေ့မရှာအလုံးလို့ရင်အလုံးမရှာဘူးပလတ်စတစ်ကောက်တာလမ်းပေါ်ကပတ်စံရှာတာပဲကွာကျွန်တော်တို့လည်းစံအိုးတဲ့စံပြက်ခါနီးမှာရှားရအလုပ်ကိုဝင်လုံးကြတယ်အဆောင်စောင့်ရမှာယူချန်နေစာဝင်လုံးချင်းဖြစ်ပါတယ်ညင်တို့ကကျွန်တော်ကိုအလုံးမလုံးစေချင်ဘူးကျွန်တော်ကလည်းသူတို့နေဘူးစက်ခါမှာပင်မတကြီးရှာကျွေးရဲ့ထမင်းကိုမျိုးမကြဘူးပြိုနှုံးစိတ်ချလက်ချမျိုးနောက်ဆုံးကျွန်တော်ကိုသူတို့မလို့ဆန်တော့လို့ကျွန်တော်လိုက်ပါဆောင်ရွက်မှာကိုလက်သိမ့်ခံကြတယ်ဆရာတို့အတွက်ဘီယံကောင်းရအောင်ကျွန်တော်ပြောချင်မယ်ရပါတယ်တပည့်ကြီးကကျွန်တော်တို့ကတန်ရက်တောင်ကန်တက်တာမှမဟုတ်တာပဲအုတ်သိမ်းမစလာဖြိုဒါပဲရမှာပေါ့ကျွန်တော်လုံနိုင်ပါတယ်လုပ်ငန်းခွင်ကိုရောက်ရှိဖို့ကားအဆင့်ဆင့်စီးရင်ရတယ်ကားကကြီးပဲတက်ရောက်20ခန့်ကုန်ပါတယ်အဆောင်တွေကဆောင်းလက်စာနဘေးမှာလည်းအထက်ပေါင်းများစွာမြင့်တဲ့အဆောက်အုံများကိုတွေ့ရတယ်ရှန်ကုန်ဟာအဆောက်အုံများအလွန်စောင့်နေတဲ့မြို့တော်ဖြစ်ပါတယ်။โอเคတဲ့သူမစလာတဲ့သူတန်ချီတန်ခွေးများမနေသူတူရိုက်နေသူမစလာကတ်နေသူအုပ်စီနေသူ
စသဖြင့်အလုတ်သမားတွေလည်းပြားမှန်းခတ်နေတယ်ဘိုက်ကလေးကကျွန်တော်လက်ကိုဆွဲခေါ်ကအလုတ်ကြီးကျက်သူရှိကိုခေါ်သွားတယ်ဆရာဒါကျွန်တော်ဆရာပါဒီနေ့တို့အလုတ်ဝင်လို့ချင်တယ်ကဲဒါနေရာကောင်းကောင်းလေးရမလားဆရာဟေးမင်းဆရာကဘာလုပ်တက်တာလဲအမေးပြတ်တဲ့ဆရာလက်သိပ်ဖြောင်းနေဘိုက်ကလေးရဲ့စကားတန်ဆုံးမှာထိုဆရာကအိုလိုက်သေးလိုက်ရှိမောတယ်အနီးနားမှာလူရီယာလေးရှိမောကြတယ်ဟာမင်းဆရာအမေးပြတ်လက်ဖြောင်းတာဒိုးမြို့မှာဘာလို့ရမှာလဲဟာဘိုက်ကလေးကโอเคကိုမဆလာတဲစီအဝေးကလှမ်းလှမ်းပြက်ပြီးတော့စီးပေါ့ဗျာဘိုက်ကလေးကရှက်နေပြီကျွန်ုံနဲ့မသိမြင်လေခေါင်းကိုအတွေ့ငုတ်ထားရင်ဆိုင်ဆိုင်ကြီးရက်နေရှာတယ်ဟုတ်ပါဘိုက်ကလေးကစေတနာသာတည့်ရသူကာလန်ဒီတန်ကိုတွတ်ဟန်မတူဒါကြောင့်ကျွန်ုပ်ကโอเคတရားမှာဘိုက်ကလေးနဲ့အတူလို့ရတယ်ဆရာတော့လွတ်ကြမယ်နော်တတိထားအေးပါကွာရပါတယ်မသိနေကမဆလာတရတယ်နေကပူချိန်ပြင်းလာတယ်ထွေးတိကြတယ်တခြားအလုပ်သမားတွေကအလေးကျရှိကြလို့အပင်မန်းတံကိုခံနိုင်ကြတယ်ကျွန်တော်တို့ကပင်မန်းလာတဲ့ဖြစ်ရှာထွတ်မတန့်မောပန်းနေပြီကျွန်တော်ဘဝတသက်တာမှာအဲ့နောက်ပင်မန်းစင်းရင်လာတဲ့အလုပ်ကိုတခါမှမလောက်ကန်ခဲ့ဘူးပါဘူးနေ့လည်နားချိန်မှာထမင်းစားရတယ်မောပန်းစားလောင်နေလို့ထမင်းတော့စားဝင်နေညနေအလုပ်သိမ်းချိန်ကျနွမ်းနယ်လာတဲ့ဖြစ်ခြေတော့မသေးချင်တော့ဘူးပြီးတော့ကားကြက်ကိုတိုးဝေစီးခဲ့ရတယ်အဲ့ရောက်တော့မိုးချုပ်ပြီးထိုချိန်မှချက်ပြုတ်ရတယ်ထမင်းစားပြီးတော့ည10နာရီထိုးပြီးဒီလိုနဲ့အဲ့ဒီပယံလုပ်ငန်းမှာကျွန်ုပ်တို့တပတ်မြကြာခဲ့ရတယ်တနေ့မှာတော့ကျွန်ုပ်ပြစ်ပေးလိုက်တဲ့โอเคမှာအချင်းစလွဲသွားပြီးတော့ဘက်ကလေးရဲ့ညိုတကြီးကိုပြင်းစွာမှတ်ပါတယ်ဘက်ကလေးလည်းပြင်းစွာအော်ဟင်းကြီးညမ်းပုံမှာကျလာတယ်သူကမဆလာရွှန်လာတဲ့မတင်းညင်ပေါ်တိုက်ရိုက်ကြတယ်အောင်မလေးဗျအောင်မလေးခါယူကျိုးပါမီတော့မသိနေရောဘိုက်ကလေးမှာစေးရုံရောက်တယ်ကျွန်ုပ်လည်းလူနာဆောင်လိုက်လာရင်မြို့ပြမှာကျွန်ုပ်တို့လူတိုက်အကျိုးမပြီးပုံကိုတွေးတော့ကကြေကွဲနေမိရဲ့ကျုံတိုင်းကထွက်ခွာလာတာတရွာမပြောင်းသူကောင်းမဖြစ်မဟုတ်တော့ဘူးဒေးချင်တဲ့ကြာတိုးပြောင်းဆိုသလိုထစ်နေပါဘောကိုတော့ညင်တို့တိုးပြန်ကြရအောင်နော်ဟုတ်တယ်ဆရာတို့ရဲ့ကျွန်တော်တို့မြို့ကိုစိတ်ကုန်နေပြီမြို့ပြန်ဆိုတာငွေရှာတက်တူတွေပဲနေတက်တာပါကျွန်တော်တို့လိုတောသားနောင်နောင်အားတွေကတုံးနေပဲထိုက်တန်ပါရဲ့ဗျဘိုက်ကလေးကခရောက်မှာပတ်တီအဖွေးသားဖြစ်ပြောပါတယ်အေးပြန်ကြတာပေါ့ကွယ်ဒီလိုနဲ့ကျွန်ုပ်တို့လည်းမသေးမြင်တက်တာလာလာနဲ့ကြံကြားတော့မယ်လို့မချောဘူးပြောတယ်ကျွန်ုပ်တို့အိမ်သားခါခါလေးတနစ်စာချုပ်ပြည့်လေပြီစာထုတ်စီကံရမနေတော့လာကိုတလကြိုတင်ပြောလိုက်တယ်တလပြည့်တဲ့နေ့ကျမစပေါ်ပြန်ပြီးပါမယ်မချောရဲ့တလဆိုရင်မေစာချုပ်ရပါမချောအခုငွေပြီးမယ်ဆိုရင်လည်းအခုပဲစမ်းလိုက်မယ်လေဟိုဒီလိုတော့မလုပ်ပါနဲ့မမမြင်ရဲ့စီကဲရအတိအကျပေါ့ကျမကတိကျမှကြိုက်တာတလပြည့်ရနဲ့စပေါ်ငွေပြန်မှမယ်အခုတော့မရှိသေးဘူးမချောကကတ်နေတယ်အရှူမန်တွေတလောက်ပြန်ပြီးကြနှီးကွေးလေးလက်လှပါတယ်အေးလေစောင့်ရပေါ့ကျွန်ုပ်တို့လည်းထိုတလကိုစိတ်မရှိစွာစောင့်ပြီးတော့ဒလုံးမရှိထိုင်စားကြတယ်မတိမြင်လက်ကကိုရောင်းချပြီးချိုးချင်ကစားတော့ရတယ်လူခွေးပြန်ဖို့ကိုလည်းမလိုလားလို့အတူတူကပြန်ကြရင်စောင့်ဆိုင်ရခြင်းဖြစ်ပါတယ်ထိုတလကိုပြီးထောက်သိစွာဖြစ်တတ်ရတယ်ကျုံတိုင်းကိုကလွမ်းလာတယ်တလားပြေတော့မချွန်းလာမလုပ်ပါဘူးမတိမြေအပေါ်ထက်တက်ပြီးစပေါ်တောင်းရတယ်အစင်မပြေသေးလို့မပေးရပါမမနှရဲ့မကြပါဘူးတစ်ဖက်လောက်။အိုးညီတို့ကလည်းညီတို့ဘက်ကြတော့စာချုပ်ပါတိုင်းလုပ်တာဆိုအခုကျုပ်တို့ဘက်ကြတော့စာချုပ်ပါစီးကကအတိမယူရဘူးလား။အိုးမမနေကလေတစ်ဖက်လောက်စောက်ခိုင်းလာများနောက်အိမ်ကမတေချာသေးလို့ပါရှင့်။ဟဲ့နောက်အိမ်ကလာမှမတို့ခဆင်းရမှာလား။လက်ချောပြောတော့မချောယောက်ျားကတက်လာငွေသိန်းချေပို့ရဆို။အေးမအခုဒီတလားနှစ်လားရှိပြီသူမပို့နိုင်လို့ပါမမမြင်ရဲ့နေများမကောင်းလို့လားမသိဘူးစောင့်မအောင်နော်လူကြားလိုက်တာမသိမြင်ပြောပြတာကိုကြားရပြီးကျွန်တော်စိတ်ကုန်လာတယ်အဲ့ဒီတပည့်ရောမရရင်ဘယ်လိုလုပ်မလဲဆရာတော့ပြီးကွာခက်တာပဲဘလို့ပင်ဖြစ်ပါစေယခုကကျွန်တော်တို့ကကျုံနှမ်းရွာကိုပြန်တဲ့ခြေပြီးမို့အီယံမြစ်ပြင်ဝဲသမောကြီးကတင်းငိမ့်ငိမ့်ခုံမောင်းရဲ့ကျွန်တော်တို့ရဲ့စိတ်လက်စင်ကပေါ်ပါလန်းဆန်းနေတယ်ကျွန်တော်တို့ရဲ့ရှီဂျီယာမြင့်နုရာဆိုတာက
ကြုံတိုင်းကြီးလက်တာဖြစ်ပါတယ်ကျွန်တော်အမဲပြေမို့ဆိုပဲပြန်လို့တော့မယ်ညကောင်းပါရဲ့ကိုတို့ရဲ့ကိုမီယိုးဖလာပဲဖြစ်နေတာပဲအထူးပြီးပေါ်ဆရာတို့ရကျွန်တော်ကသူတစ်ပါးအသက်တက်ရတဲ့မို့ဆိုအလုံးနဲ့အထူးတင်းညက်သူပဲဖြစ်ပါတယ်သူ့ဘဝကအကြောင်းပေါ့လေစင်စစ်ဒလိဆန်များကိုတက်ဖြတ်ရခြင်းမှာဒင်းတို့ရဲ့ရုံညံ့တဲ့ဒလိဆန်ဘဝမှာကျွတ်တန်းရစေလို့တခြားကောင်းရဘဝကိုဝိညာဉ်ကူရန်ကျွတ်တန်းဝင်ပေးခြင်းမဟုတ်တော့တော့ဒလိဆန်တချို့ကလည်းကောင်းရပုံကိုမရောက်နိုင်တယ်လို့၎င်းကောင်းရပုံကိုရောက်ရှိဖို့အချိန်ဆိုင်မနေပဲကျွန်ုပ်ကကူညီခြင်းဖြစ်တယ်လို့လည်းဆိုရင်ရနိုင်ပါတယ်စဉ်းစားလေမြို့ပြမှာနေပြီးသူတကာကိုအဘိစာပွားနေရင်ကိုဝေးကလွတ်မလားစပောင်းငွေကိစ္စကိုတော့ရဝတရုံးကိုစာရွက်စာတမ်းများနဲ့တကွအနံထားခဲ့ရတယ်။နောက်အင်္ဂါလာပါကကျွန်ုပ်တို့ကိုစပောင်းငွေပြန်အမ်းရန်ကျုံတိုင်းကိုဆက်တွေချလိမ့်မယ်။တက်တိုးအောင်တို့ကိုလည်းမှားခဲ့တယ်။မချောတို့လိုအင်ရှင်များကရှားမှရှားတဲ့အာခအင်ရှင်များပင်ဖြစ်ပါတယ်။မြန်မာပြည်တလားမှာကျွန်ုပ်တို့လိုတွေးကြုံခန်းစားကြေးကွေးခဲ့ရတဲ့အင်္ဂါများဘယ်လောက်ရှိနေကြပြီလဲ။အင်ရှင်ဇိုးနဲ့အင်္ဂါကောင်အင်္ဂါဆိုးနဲ့အင်ရှင်ကောင်အမျိုးမျိုးထွေထွေရှိထားရာအားနေတဲ့ဘက်မှာဖိမရမှာဖြစ်တယ်လို့ကျွန်ုပ်တို့ကိုယ်တိုင်အားနေတဲ့အင်္ဂါများဖြစ်ခဲ့ရကအင်္ဂါများဘက်မှရှိနေလိုက်ရှိသားလိုက်ရခြင်းစိတ်ထားကောင်းတဲ့အင်ရှင်တချို့တိတ်ကန်ခွင့်လို့ဖတ်ရှုကြမှာလို့ကျွန်ုပ်နေရာစာတွက်ပြီးတောင်းပန်ပါတယ်မချောတို့ဂျာမှာအင်စပေါင်းငွေကို3လကြာမှရှာမိဖြစ်ကြောင်းကျုံတိုင်းရွာကိုလှမ်းအကြောင်းကြားလို့ကျွန်ုပ်တို့မြို့ကိုတစ်ခေါက်တက်ယူလိုက်ရကြောင်းဖြည့်ဆွဲလိုက်ရပါတယ်ဒီနေ့ကမကောင်းပါလားပရိသတ်များရှင်နောက်ရက်ဒီမှာလေးကျွန်တော်ရဲ့ channel ကနေဇလန်းကောင်းများစွာတင်ဆက်ပြီးတော့မှဖြစ်ပါတယ်အခုလိုမျိုးအားပေးနာဆင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်